သုံးသဟောကြားတော်မူခဲ့သောမြတ်စွာဘုရားကိုယူသေးစွာလဲအောင်မို့လို့ယနေ့9ရက်တိုင်ဝိပဿနာတရားတွေကိုနိုင်မလတ်အထောက်ကြကုန်သောဒီလရှင်ယောဂီဆရာလေးတို့အားတရားအထောက်ရာတွင်အထောက်ကူပြုရနှင့်လောကထဲတွင်နေထိုင်ရန်တွင်အထောက်ကူပြုရန်အတွက်မြတ်စွာဘုရားဟောကြားသောပဋ္ဌာန်းတရားတော်ကြီးကိုလွယ်ကူရှင်းလင်းသောရိုးရှင်းသောတရားဖြင့်ကျေးဇူးပြုပေးကြရအောင်ဆွေးနွေးကြရအောင်ပဋ္ဌာန်းတရားဖြင့်လောကဘဝအောင်မြင်ရေးတရားတော်လို့ဒီလိုလေးတက်ခဲ့ထားပြီးတော့ဟောကြားရအောင်ကျေလွန်တဲ့အတွက်ကြောင့်ဒီပဋ္ဌာန်းတရားတော်ကြီးကိုနှစ်ပေါင်းများစွာဟောလည်းပဲပြီးမြောက်မှာမဟုတ်ဘူးသို့တော်လူရင်းတူရှင်းတဲ့ဆရာလေးများယောဂီများလူဘဝကိုပြန်သွားတဲ့အချိန်မှာအသုံးဝင်အောင်လို့အခုဒီပဋ္ဌာန်းတရားယုံကြည်ကိုနာကြရအောင်ကဲနမောတတ္တ၃ချိန်ဖြင့်ရှ िख ိုးကြပါအောင်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကဲဒါပဋ္ဌာန်းတရားတော်ဖြင့်လောကဘဝအောင်မြင်ရေးတရားတော်လို့ဆိုထားတဲ့ဆိုင်ဒီတက်ကလေးကိုယူပြီးတော့ပြောကြရအောင်လောကဆိုတာမှာတတ္တလောကလောကုတ္တရာလောကီလောကလည်းပါပါတယ်ဒါကြောင့်မလို့လောကီအတွက်လည်းပဲအသုံးဝင်အောင်လောကုတ္တရာအတွက်လည်းပဲဝိပဿနာအပွားများရမှာအသုံးဝင်အောင်အနေချင်းလိုရှင်းတူရှင်းအများနာလည်းသောစကားမျိုးလေးနဲ့ပြောကြဆွေးနွေးကြရအောင်ဒါကြောင့်မို့လို့ဖရာတရားဟောတော်မူခဲ့သောပဋ္ဌာန်းတရားတော်ကြီး24ပစ္စည်းကိုအကျဉ်းမြပူဇော်ကြပါအောင်စို့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမန္တရပစ္စယောသဟာဇာတပစ္စယောအညမေညပစ္စယောနေတယပစ္စယောဥပါနေတယပစ္စယောပုရိဇာတပစ္စယောပိဇာဇာတပစ္စယောအာဒေဝနာပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအိန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသံယုတ်တပစ္စယောဝိပယုတ်တပစ္စယောအာထိပစ္စယောနာထိပစ္စယောဝိကတပစ္စယောအာဝိကတပစ္စယောတိအဲ့ဒီလိုအကျဉ်းရောအကျေရောမြတ်စွာဘုရားရဲ့တပ်ပိညုတဉာဏ်ကြီးနဲ့ဆရာမကူတန်ရဘူးဉာဏ်ဖြင့်သုံးသပ်တော်မူအကွင်မျိုးတော်မူပါတယ်ဒီအတိုင်းပဲဘုရားကကျေးဇူးဆက်တဲ့အနေနဲ့တာဝရိန္ဒနတ်ပြည်မှာမေရောမိနတ်ကိုဝါတွင်3လပတ်လုံးဟောတော်မူခဲ့တဲ့အင်မတန်မှကြီးကျယ်တဲ့တရားအဲ့ဒါမှာစန္ဒကူတော်မှာရှင်သာရိပုတ္တရာကြီးကိုအကျဉ်းမြတ်ဆွမ်းစားချိန်မှာဟောပြီးတော့မကျင်းမကျဲကိုရှင်သာရိပုတ္တရာကြီးဟောခဲ့တဲ့တရားအင်မတန်မှလေးနဲ့တဲ့တို့တွေသင်ရတာကပင်လေရဲ့ကန်းစာလေးကိုဆင်းပြီးတော့တဖြည်းဖြည်းနဲ့နဲ့သွားပါလားလို့သိရတယ်လို့ပဲတဲ့လေ့လာရင်လေ့လာတဲ့လောက်ဒီပဋ္ဌာန်းတရားအင်မတန်မှနဲ့နဲတယ်ခက်ခဲတယ်ဒီဟိုကယဟန်တစ်ပါးဟာအိန္ဒိယကိုဖျားဖူးသွားတယ်သင်္ဘောပေါ်မှာပင်လေကြီးနဲ့ပဋ္ဌာန်းတရားဘယ်ကကျဲတယ်လဲလို့သုံးသပ်တယ်ပင်လေကနှခမ်းနာတို့ရှိသေးတယ်ကန်းတို့ဘာလို့ရှိသေးတယ်ပဋ္ဌာန်းတရားကျော်ကြီးကတော့နှခမ်းအသက်ကိုမရှိဘူးအင်မတန်မှကျဲပြောတာပဲလို့ကြီးညိုသရာပီတိတွေဖြာလို့အဲ့ဒီပီတိကိုအနိစ္စရှုလိုက်တာတဲ့အဲ့ဒါယဟနာဖြစ်သွားတယ်တဲ့ဒါကြောင့်လောကီလည်းကောင်းလောကုတ္တရာလည်းကောင်းတယ်ဘာမှနားမလဲတဲ့တယုတ်ကြီးတယောက်ကမပိတကာနဲ့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောလို့ရွတ်တာ
ဒါမလို့တခုကလည်းပဲအဲ့ဒါလိုပဲကြားချင်ရကြားပြီးတော့ဟေတုပစ္စယောဟေလူပြမနောတခုကလာခိုးတဲ့အခါမှာအာရမဏပစ္စယောအာရှိပရှိပြမနောအဲ့လိုကြားတာနော်အဓိပတိပစ္စယောကြတော့မထိတထိပြမနောတခုကလည်းပဲခိုးကျင်စောနေဆိုတော့ပဋ္ဌာန်းတကူကြောင့်အဲ့ဒီတခုကကြောက်ပါပြီခမဆိုတော့အဖမ်းတောင်ခံလာတယ်နော်တခါတော့ကရွာတရားမှာဒကမကြီးကကြောက်လို့ဟေတုနဲ့လို့တာဒီမိမကြီးဒီနာပြောက်သွားတာတတ်မယ်ဆိုပြီးတော့ငပြောပင်ကိုပုံးရတယ်ငပြောပင်ဆိုတာခန္ဓာကိုယ်တဲ့ခန္ဓာတေးသေးလေးလေပေါင်တလုံးလောက်ရှိမှတို့တော်လည်းပဲပဋ္ဌာန်းတရားရွတ်နေတော့အဲ့ဒီတတ်မဲ့လူကတောင်းမှမမြင်ရှာဘူးတဲ့သူကတော့သူနာကိုရစ်ပတ်ပြီးတော့သွားနေတာမြင်နေရတာတဲ့ဒါကြောင့်မလို့ချို့လေဒီအန်ဒရကင်အောင်တို့နော်လက်လာပါတွေပေါ်အောင်တို့လက်လာပါပေါ်တာလည်းပဲအများကြီးပဲအခုအမေရိကရောက်နေတဲ့ပုံကူတွေလည်းပဲနိုင်ငံရချရောက်တယ်ဆိုတာမေးကြည့်တော့လည်းပဲပဋ္ဌာန်းတရားတွေပူဇော်လို့ဆိုတဲ့အကြောင်းတရားတွေပါတယ်နောက်တစ်ခါရွှေဆိုင်တွေအစတီထောင်ကြတဲ့ပုံကူတွေလည်းပဲပဋ္ဌာန်းတရားကိုရွတ်တာလို့ပါတယ်တိုးတော်လည်းပဲဒုတွေကဖရာသားတော်သမီးတော်ဖြစ်သည့်အားလျော်စွာအဲ့ဒါတွေကတော့ကျွဲကူးဆိုတော့အဲ့ဒီအတိုင်းပဲတို့တွေဒီအန်ဒရကင်းချင်းကြမ်းမာခြင်းချမ်းသာခြင်းကတော့ဖြစ်မှာပဲတိုးတော်လည်းပဲဒီလောက်နည်းနည်းတဲ့ဥစ္စာကိုတို့နည်းနည်းအောင်လေ့လာမယ်ဆိုပြီးတော့အတတ်နိုင်ဆုံးလေ့လာကြရရင်လောကဓမ္မအောင်မြင်ရေးတွေဖြစ်ပါလိမ့်မယ်ဒါဖြင့်ဒီတပစ္စည်းကိုခဏဆရာလေးတွေမလာခင်ဒီဆရာလေးကို24ကို9မိနစ်နဲ့မြောက်24ပစ္စည်းကိုတပစ္စည်းကို9နဲ့မြောက်ရင်120ဖြစ်တယ်နော်2နာရီလောက်ဟောမှ9မိနစ်တောင်းပါလေအဲကြတော့တပစ္စည်းကို2မိနစ်ခွဲလောက်နဲ့ဟောပြီးတော့အချို့ပစ္စည်းများကိုနည်းနည်းချင်းချက်ချို့ပစ္စည်းများနည်းနည်းချင်းချုံပြီးတော့ဒီဘဝအောင်မြင်ရေးတဲ့နော်လောကဓမ္မအောင်မြင်ရေးဆိုတော့ဟေတုပစ္စယောကစမယ်ဟေတုဆိုတာအကြောင်းတရားအဲ့ဒီအကြောင်းတရားမျိုးခင်ပဋ္ဌာန်းဆိုတာဘာလဲလို့ဆိုတာလေသိအောင်လုပ်ရမယ်ပဆိုတာအထူးထူးအပြားပြားဌာနဆိုတာအကျိုးအကြောင်းတွေကိုကျေးဇူးပြုဆက်ဆံဟန်ကိုဟောတာကိုပဋ္ဌာန်းတရားလို့ခေါ်တယ်အထူးထူးအပြားပြားရှိသောအကျိုးအကြောင်းတရားတွေကိုကျေးဇူးပြုဆက်ဆံနေဟန်ကိုဟောတာကိုဘာလို့ခေါ်ပဋ္ဌာန်းတရားလို့ခေါ်ဒါဖြင့်အရင်သိသွားပြီနော်ပဋ္ဌာန်းနဲ့ဘာလို့ခေါ်အထူးထူးအပြားပြားရှိသောအကျိုးတရားအကြောင်းတရားတွေအချင်းချင်းကျေးဇူးပြုပြီးတော့ဖြစ်နေတာကိုဟောတာကိုပဋ္ဌာန်းတရားလို့ခေါ်ဒါဖြင့်ပထမဆုံးအနေနဲ့မြတ်စွာဘုရားကဟေတုပစ္စယောဆိုပြီးတော့ဟောလိုက်တယ်ဟေတုပစ္စယောဆိုတာအကြောင်းကြောင့်အကျိုးတွေကျေးဇူးပြုပြီးတော့ဖြစ်နေတာတွေကိုဟေတုပစ္စယောလို့ခေါ်တယ်ဒါဖြစ်ရင်လောကမှာအကြောင်းနဲ့အကျိုးတွေဖြစ်မနေဘူးလားဖြစ်နေတယ်နော်အကြောင်းနဲ့အကျိုးတွေဖြစ်မနေဘူးလားဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်အဲ့ဒီအကျိုးကြောင့်လည်းအကြောင်းတွေမဖြစ်ဘူးလားဒါလောကကြီးထဲမှာဆက်ဆံဟန်ကိုဖခင်ကဟောတာဒီလိုလွယ်လွယ်ကူကူသိရတာဖခင်ဟောလို့သိရတာနှမို့ဆိုရင်တို့ညာနဲ့ထွန်းဖောက်လို့ဘယ်သိနိုင်မှာတော့ပရောပစာတွေလောကမှာသိပ္ပံပညာတွေရှိတယ်အကြောင်းအကျိုးမသိကြဘူးဟောထာဝရကြီးကဖန်ဆင်းစေအာလန်ကဖန်ဆင်းတယ်ရှိဝါကဖန်ဆင်းတယ်ကောင်းကင်ဘုံနှံကဖန်ဆင်းတယ်ဆိုပြီးတော့အကြောင်းမရှိတာကိုယုံကြည်ပြီးတော့ဒီလိုပဲနေကြရတာသူတို့ကိုဘုံတော့ကဲ့ရတာမဟုတ်ဘူးเนาะအကျိုးအကြောင်းပြောပြတာဒါဖြစ်ရင်အကြောင်းတရားကြောင့်အကျိုးစီလို့ခေါ်ဟေတုပစ္စည်းလို့ခေါ်အဲကြတော့အကြောင်းတရားက6ပါးအကြောင်းတရား6ပါးရှိသလိုအကျိုးတရားကလည်းပဲ6ပါးဒါလေးမှတ်ထားပါတူတူတုတ်တုတ်လေးအဲကြတော့ကောင်းတဲ့အကြောင်းတရားက3ပါးမကောင်းတဲ့အကြောင်းတရားက3ပါးဒါဖြင့်ရှင်းသွားပြီအိုးတို့ကောင်းတာလို့ရင်ကောင်းတာဖြစ်တာပေါ့မကောင်းတာလို့ရင်မကောင်းတာဖြစ်တာပေါ့ဘယ်သူကဖန်ဆင်းလို့ဘယ်သူကပြုလို့မဟုတ်ဘူးကိုကကောင်းတာလို့ရင်ကောင်းတာပဲဖြစ်မှာပဲဆိုတာအရင်ဆုံးသိလိုက်ပါဦးတို့တော့ခုန
ဒါရင်မဟုတ်ဘူးဗျာတို့တို့အယူမှမှဆိုလို့ကောင်းတာလို့သားနဲ့ကောင်းတာတွေမဖြစ်ဘူးလို့ဗုဒ္ဓဘာသာတွေကညီးကြတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကတပ်ပင်ညုတဉာဏ်ကြီးနဲ့ဆက်ဟောတယ်ကုသလောဓမ္မောအကုသလတဓမ္မတာဟေတုပစ္စယေနပစ္စယောဟောဆရာလေးတို့ရုပ်ခဲ့ပြီနော်ဒါဖြင့်ကုသိုလ်အကြောင်းတရားလိုရင်းနဲ့အကုသိုလ်အကျိုးတွေရောမရတတ်ဘူးလားရတယ်အဲ့ဒါဆိုရင်ဟုတ်ပြီသားပဲကုသိုလ်လိုရင်းနဲ့အကုသိုလ်ဖြစ်တယ်ဆိုတာလည်းပဲဆိုတော့တို့ဒိဋ္ဌိအယူတွေလည်းပယ်သွားတယ်ကုသိုလ်လုပ်တာအလကားပါကွာဆိုတာလည်းပဲပယ်သွားတယ်ဒါဖြင့်လောကကြီးထဲမှာလောကုတ္တရာထွတ်မြောက်ကြောင်းလည်းဖြစ်သွားတာပေါ့အကြောင်းတရားကောင်းတဲ့အကြောင်းတရားသုံးပါးကအာလောဘအာဒေါသအာမောဟစိတ်ထဲမှတ်ထားနော်ဒါတွေကအများကြီးဆိုတော့ခြုံပြီးတော့ပဲသင်ခန်းစာလေးတွေပဲယူကြမကောင်းတဲ့အကြောင်းတရားသုံးပါးကလောဘဒေါသမောဟလောဘဖြစ်ရောကောင်းသလားမကောင်းဘူးစိတ်ထဲမှာနှလုံးသွေးတွေဆူပွက်ပြီးတော့အမှန်တိုင်းမမြင်အောင်ဒေါသဖြစ်ရင်ကောင်းသလားမကောင်းဘူးဆူပွက်ပြီးတော့ခဏသွေးတွေကမျက်နှာထီတောင်ပြတယ်အယုတ်တွေဆိုးတယ်အစရှိသဖြင့်ငရဲထီဖြစ်တတ်တယ်မောဟဖြစ်ရောကောင်းသလားမကောင်းဘူးမှော်တွေဖုံးတယ်လို့ဖြစ်တတ်တယ်ဒါဖြင့်လောဘဒေါသမောဟသည်မကောင်းသောတရားတွေကိုသိရတာဖရာရှင်ရဲ့ကျေးဇူးကြောင့်ဒါဖြင့်သိရုံနဲ့မရဘူးရှောင်ရမယ်လောဘကိုရှောင်ဒေါသကိုရှောင်မောဟကိုရှောင်ဘယ်လိုရှောင်မလဲဖေဟာပြေးပြီးတော့ရှောင်ရမှာလားပုံပြီးတော့ရှောင်ရမှာလားမဟုတ်ဘူးဟေပဋ္ဌာန်းတရားထဲမှာဟောတယ်လောဘအနိစ္စတော်ဒုက္ခတော်အနတ္တတော်ဝိပဿတိဒီစာအုပ်ထဲမှာလည်းပထမအုပ်ဒုတိယအုပ်တတိယအုပ်သုတ္တအုပ်ပစ္စမအုပ်အဲ့ဒါလိုရွတ်ပြီးဆိုလို့ရှိရင်တို့ဘုံဘုံကဟောထားတာဖေဟာဟောထားတာပဲဒီလိုရှုရတာကိုဆိုပြီးတော့လောဘဖြစ်ရင်လည်းဘယ်လိုရှုမယ်အနေစာလို့ရှုမယ်ဒုက္ခလို့ရှုမယ်မမြဲဘူးလေနော်လောဘဖြစ်ရင်ဒုက္ခတွေဖြစ်တာပေါ့ဆင်းရဲတယ်လေနော်မသိလို့လောဘဖြစ်တယ်လို့ရှုဖေဟာတခါတည်းဟောပြီးသားအနေစာတော်ဒုက္ခတော်အနတ္တတော်ဝိပဿတိဝိပဿတိဆိုတာရှုတာနော်အဲ့ဒါလို့ရှုရမှာတယ်ဒါဖြင့်အဖြေတွေရောပါပြီးသားဖြေစေရောတခါတည်းပေးပြီးသားမွေစိတ်တက်တာကိုမွေစိတ်ဖြေစေပေးတယ်လို့ပဲဖခင်ကပေးမထားဘူးလားပေးထားတယ်ဒါဖြင့်ဆိုလေလောဘနဲ့သေးပိတ္တာပြေမသွေဖြစ်တတ်သည်ဟောဖြစ်တတ်တယ်နော်အဲ့ဒါလို့မဖြစ်အောင်ပိတ္တာမဖြစ်ခြင်းမူပိတ္တာမဖြစ်ခြင်းရင်လောဘကိုပယ်ရမယ်လောဘချွေးကိုစင်စေလို့ဝိပဿနာရေကိုချိုးရသည်ဝိပဿနာရေနဲ့ချိုးမှအကုန်စင်ပြောင်းတာနော်ဒါနရေနဲ့အရင်ချိုးပြီးတော့မှဝိပဿနာရေနဲ့အရင်ချိုးဆက်ပြလေးတိုက်ပြီးတော့နောက်ထပ်ရေတကာထပ်ချိုးတယ်လို့ပဲနော်ဒီမှာလောကကြီးထဲမှာလောဘကြောင့်နော်လောဘကြောင့်ဒါဖြင့်အလောဘမနှမျောဘူးမတွန့်တိုးဘူးပေးကမ်းနဲ့စွန့်ကြဲတယ်ဆိုရင်ကောင်းတဲ့တရားကဘယ်နှပါ3ပါမကောင်းတဲ့တရားကဘယ်နှပါ3ပါအဲ့လိုဆိုရင်အဲ့ဒါအကြောင်းတရားမကောင်းတဲ့အကျိုးတရားကဘယ်နှပါ3ပါပဲကောင်းတဲ့အကျိုးတရားကဘယ်နှပါ3ပါကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်တခါလေကြတော့မကောင်းတာတွေဖြစ်တတ်တယ်တခါကျတော့ကောင်းတာလုပ်ပြီးတော့အဗျာကတံဓမ္မံပရိစ္ဆာလို့ပါစီတယ်ကောင်းတာလုပ်ပြီးတော့အဟောတိကံတွေဖြစ်တာမပါဘူးလားအမှတ်တမဲ့နဲ့ကောင်းတာတွေလုပ်ပြီးမယ်လို့အဟောတိကံဖြစ်တယ်အဲ့ဒါအဗျာကတလို့ခေါ်တယ်ဟောဒီမှာပညာဝါဒမှာတခါလဲသတ်စွာဘုရားဟောပြီးသားကဲဒါဖြင့်အကြာကြီးတော့ဘုံဘုံတို့မပြောတော့ဘူးသင်္ကန်းစာယူရမှာကမကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်စိတ်ကိုဖြူအောင်ထားဆိုတော့လျှော်ဖို့ရမှာကဝိပဿနာနဲ့လျှော်ဖို့အနိစ္စရှုဒုက္ခရှုအနတ္တရှုနော်ဒါဖြင့်ခုနစောပိုင်းကဗါတဲ့ဆိုးထားတာရှိတယ်လေဒေါသလောဘထူမြေလောဘထူတော့ဘာဖြစ်တော့
လောဘထူတော့အငတ်ဘေးတွေဖြစ်တာပေါ့နော်တယောက်နဲ့တယောက်ဝင်ငါစားပြီးညတာစားပြီးဆိုရင်တဦးလေးတစ်ပိုင်းလေးသိမ့်မထားဘူးဆိုရင်ရှေးတုန်းကဒီတလဲစပါးတွေတားပေါ်တာပဲဒါဟိအမှုပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘုံဘုံနားလည်အောင်လို့ပြောနေတာကိုတော်ကြားသွားပြီစားကျင်တဲ့လူစားပရိသေပင်တွေရှိတယ်ဆွတ်စားဘာဖြစ်ဘူးနောက်တော့ကြတော့လောဘတွေရှိပြီးတော့သိညာဆဲကြခိုးကြပြူကြနဲ့အခုဆိုရင်ရင်းရှင်စနစ်ရောဆိုရှယ်စနစ်ရောအာဘာစနစ်ရောညာစနစ်ရောဘာမှမဟုတ်ဘူးလောဘကြောင့်ကဲဆိုလောဘထူမြေအငါဘေဆိုင်ရည်ဤလူရွာလောဘချွေးကိုစင်စေလိုသီလရေကိုချိုးရမည်ပြီးတော့အစဉ်ကျဲချိုးနိုင်ဝိပဿနာရေကိုချိုးရမည်လို့ဆိုလိုက်ပေါ့ဝိပဿနာရေကိုချိုးရမည်လောဘနဲ့သေးပိတ္တာပြေမသွေဖြစ်တတ်သည်ဒါဖြင့်နောက်ထပ်မကောင်းတဲ့အကြောင်းတရားပါလေတော့ဟိတုပစ္စည်းသဘောတရားအရာဒေါသထူမြေဒေါသထူရင်ဘာဖြစ်တော့ကမ္ဘာလောကကြီးမှာလက်နဲ့ဘေးတွေဖြစ်တယ်စစ်ဘေးတွေဖြစ်တယ်ငြိမ်းချမ်းရေးလုပ်တဲ့လူတွေအဲ့ဒီတဖြစ်ဖူးကဲဒါဖြင့်ဆိုလေဒေါသထူမြေလက်နဲ့ဘေးဆိုင်ရည်ဤလူရွာဒေါသချွေးကိုစင်စေလိုသီလရေကိုချိုးရသည်သီလနဲ့ဆောင်ထင်းရင်ဒေါသတွေကခဏတော့ပျောက်တယ်တဲ့ဝိပဿနာနဲ့ဆိုရင်တော့အကုန်စင်ပျောက်တယ်တဲ့ဝိပဿနာရေကိုချိုးရသည်ဒေါသနဲ့သေးငရဲပြေပိတ်တာမဟုတ်ဘူးလောဘကမှပိတ်တာတော့ငရဲပြေမသွေဖြစ်တတ်သည်ဟောနောက်တစ်ခါမောဟထူမြေဘာဖြစ်တော့မောဟထူလို့ရှိရင်ယောဂဘေးဆိုင်ရည်ဤလူရွာလောဘချွေးကိုစင်စေလိုသူကြတော့ဘာဝနာရေကိုချိုးရတော့မှာနော်ဘာဝနာရေကိုချိုးရသည်မောဟနဲ့သေးဟုတ်တယ်တရိษံပြေမသွေးဖြစ်တတ်သည်ဒါလေးပဲတူတူလေးမှတ်ထားကြတော့နော်ဒါဖြစ်ရင်လောကဓမ္မကောင်းကျိုးအတွက်ကောင်းတာတွေလုပ်မယ်အောင်မြင်ရင်အတွက်ကောင်းတာတွေလုပ်မယ်မကောင်းတာတွေမလုပ်တော့ဘူးဒါဖြစ်ရင်တစ်ခါလေကြတော့လည်းပဲစိတ်မကျင်တတ်တဲ့ရှိတယ်ကောင်းတာလုပ်ပြီးတော့မကောင်းတာတွေဖြစ်ပါလားဆိုရင်ဖေဖះကဟောထားတယ်ကုသလောဓမ္မောအကုသလတဓမ္မတာဟေတုပစ္စယေနပစ္စယောဒီလိုလေးဖြစ်တတ်တာပဲလို့ပြီးတော့မှကုသိုလ်လုပ်လည်းပဲဒီလိုပဲကုသလောဓမ္မောအကုသလတဓမ္မတာဟေတုပစ္စေနပစ္စယောဆိုတော့ကုသိုလ်လို့ရင်းနဲ့ကုသိုလ်တန်တန်လေးတွေလောက်တတ်သွားပြီဘာကြောင့်လဲဆိုတော့ပဋ္ဌာန်းတရားကသတိပေးထားလို့အကုသိုလ်ဖြစ်တတ်တယ်ဆိုတဲ့ကြောင့်ဒါမှမဟုတ်အကုသိုလ်လည်းနဲ့ကုသိုလ်ဖြစ်တယ်ဖြစ်နိုင်မှာမလားဟုတ်တာပေါ့ငါများရင်းနဲ့တန်ဖို့တွေယွန်းနေတဲ့ကုတငယ်ချင်းကြောင်းသွားနေတာကိုကိုအမျိုးသမီးကြောင်းသွားနေတာကိုဘာသွားရင်လည်းဒီကောင်တွေကုသိုလ်ဖြစ်ရင်ဖြစ်နေမှာသာဓုလို့ခေါ်လို့တယ်အကုသလောဓမ္မောကုသလတဓမ္မတာဟေတုပစ္စယေနပစ္စယောမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ဒါတွေကလည်းပဲကိုယ့်ရဲ့မို့သဘောတရားမဟုတ်တရားသဘောတရားဘာတရားသဘောတော့ပဋ္ဌာန်းတရားသဘောကဲဒါဖြင့်လောကကြီးကိုအကျိုးတွေအကြောင်းတွေဆက်ဆက်နေတာဒါလေးနဲ့ဟုတ်ရလားဆိုဟုတ်ဘူးဗျာနော်ပဋ္ဌာန်းဆောက်တယ်မှာအများကြီးပါတာနော်တို့ဒါဖြင့်ဒီလောက်တော့တော်လိုက်ကြစို့ဟေတုပစ္စည်းသဘောတရားရအကျဉ်းချုပ်လိုက်မယ်ကောင်းတဲ့အကြောင်းတွေလုပ်ပါကောင်းတဲ့အကြောင်းတွေလုပ်တဲ့အခါမှာလည်းမကောင်းတဲ့အကြောင်းတွေမရောစေနဲ့ဟောတိကံလည်းမဖြစ်စေနဲ့ပြီးတော့အဲ့ဒီကောင်းတဲ့အကြောင်းတွေကိုပိုးပြီးတော့ကောင်းအောင်ဆိုလို့ရှိရင်လောဘလာရင်လည်းပဲအနိစ္စဒုက္ခအနတ္တရှုပြီးတော့ပြုလို့ရှိရင်နိဗ္ဗာန်ထိရောက်နိုင်တဲ့ဘဝအောင်မြင်မရနိုင်ဘူးလားရနိုင်တယ်ကဲဒါလေးကဒါလေးပဲเนาะနောက်ထပ်သိချင်ရင်တော့ရှေ့ဆက်ပြီးတော့လေ့လာပြီးတော့မှအာရမဏပစ္စည်းဆိုတာအာယုံပစ္စည်းသဘောတရားဖြင့်ကျေစုပြုနေတာကိုအာရမဏပစ္စည်းလို့ခေါ်တယ်မျက်စိကြောင့်အစင်းကြောင့်မြင်စိတ်ဖြစ်ပေါ်တယ်เนาะအဲ့ဒီအာယုံကြောင့်လေရူပါယုံတတ္တာယုံကန္နာယုံရတ္တယုံဖုထဘာယုံမနာယုံဒါကြောင့်ရွတ်ကြတယ်မို့လားဒုပါယရဏံရူပါယုံစကုဝိညာဏဓာတုယတ
တံမြုတ်တကာနိသဓမ္မနံအာရမဏပစ္စယေနာပစ္စယောဟောရူပယုံကြောင့်မြင်စိတ်မဖြစ်ဘူးလားတတ္တာယုံကြောင့်ကြားစိတ်မဖြစ်ဘူးလားအဲကြတော့ရူပယုံတတ္တာယုံကန္နာယုံရတ္တာယုံဒါဖြင့်သင်္ကန်းစာယူတော့မယ်တူတူပဲပြောချစို့နော်အာယုံတရားတွေလိုက်စားရင်ကုန်ခမ်းမမလားမကုန်ခမ်းနိုင်ဘူးနော်မျက်စိကလည်းမြင်စရာတွေအများကြီးပဲနားကလည်းပဲကြားစရာတွေအများကြီးပဲเนาะတချင်းတွေဆိုးပါညာအစကြီးဒီဖြင့်ကဲဆိုလေဆရာဆရာတရားကြီးဖရာကြီးကကြပြားလေးကိုအာယုံတရားမလိုက်စားနဲ့လိုက်စားတိုင်းသာရှိခဲ့ပါမူဘယ်မှာဆုံးမည်နီဆုံးတော့ဘူးတဲ့ကမ္မဂုံအာယုံတရားတွေအာယုံတရားလိုက်ဆိုလေဟာတတိအာယုံတရားတတိထားလောတတိထားတိုင်းသာရှိခဲ့ပါမူဘယ်ဟာနိဗ္ဗာန်ဝေးမည်နီအာယုံတရားတွေအသုံးချတတ်လို့ရှိရင်အသုံးကျဘူးလားကျပါဗျာအာယုံတရားတွေအသုံးချတတ်ဘူးဆိုရင်ကိုပျက်စီးစေတယ်နော်အဲကြတော့ရူပယုံနေမြင်ချင်းလို့ဆိုပြီးတော့လိုက်စားပြီးတော့ပျက်စီးကြတဲ့သူတွေမရှိဘူးလားရှိတာပေါ့ဖရာတော်မင်းကုတာကြီးယူဇနာတရားမိုက်တရားကိုပပဝတီမြင်ချင်းလို့ဆိုပြီးတော့လာတာအဲ့ဒါရူပယုံဆွဲလန်းမှုကြောင့်နော်ဝိတုတွေထိုးပြီးတော့ပြောရအများကြီးပဲเนาะဂုတ်တီလာဆောက်เสียတဲ့သူပြည်လာစာမလေးကတင်းနဲ့တန်လို့လားတင်းမှာအတပြားတစ်ထောင်မရှိတော့ငါ့ကိုလာပြီးတော့မဆက်ဆံနဲ့ငါအကြောင်းသိကြသေးတာပေါ့ကွဲလို့ဆိုပြီးတော့သူကဂုတ်တီလာဆောင်းသမားကဆောင်းကြည့်လို့ရှိရင်သူ့အတန်မကြပဲမနေနိုင်ဘူးတဲ့အဲ့ဒီမလီဆောင်းလေးကလည်းတာယာလိုက်တာဆိုပြီးတော့ညီပြင်းမှတ်ပြီးတော့အဲ့ဒီပြည်လာစာမလေးဆင်းတာတိုက်ပေါ်ကပြုတ်ကြသေးပါရောလားအတန်းကြောင့်ဒုက္ခမရဘူးလားအတန်းကြောင့်ဖာသေးအတန်းကြောင့်ပါတယ်ဖာသေးတဲ့ကုဆိုတော့ဖာရိုက်တဲ့သူကတတ်ပြီးတော့ချက်မစားဘူးလားချက်စားတယ်အတန်းကြောင့်လည်းတရားမရဘူးလားရတယ်ကြားတယ်လို့မှတ်တယ်မှန်ရင်လည်းအဲ့ဒီအတန်းလေးကယုတ်လားနံလားယုတ်ကြားနံနည်းနည်းလေးမေးလိုက်တာနဲ့အမေးမခံဘူးเนาะအထိမခံရွှေပကံเนาะကဲဆိုအာယုံတရားမဲမလိုက်စားနဲ့လိုက်စားနိုင်တာအာယုံတရားတတိထားလို့အာယုံတရားမလိုက်စားနဲ့လိုက်စားတိုင်းသာရှိခဲ့ပါမူဘယ်မှာဆုံးမည်နီပြီးတော့အစမသိရောအာယုံတရားတတိထားလောတတိထားတိုင်းသာရှိခဲ့ပါမူဘယ်မှာဝေးနီကဲဒါဖြင့်တို့လူငယ်တွေအာယုံတွေလိုက်စားတော့အမောကြပန်းကြတယ်အနတ်အာယုံလည်းမရှိဘူးလားရှိတယ်နော်ရေမွေးလေးကကောင်းတယ်ပြင်သစ်ရေမွေးလေးကကောင်းတယ်ဗာရေမွေးလေးကကောင်းတယ်စားရှိသည်ဖြင့်တခါတော့ကမောင်ကာနဆိုတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်မြို့တက်လာတော့တိန်းတန်ထမင်းပွဲကြီးဟူလူကတထေးသမားစားမယ်ဆိုတော့အနံကြီးကနှာခေါင်းတန်းတူတာအမလီအဲ့ဒီအနံကြီးကောင်းလိုက်တာထမင်းကြီးစားကျင်လိုက်တာဆိုပြီးတော့လူလှိမ့်နေတာတဲ့အဲ့ကြတော့တထေးသားကပြောတယ်မင်းနဲ့တော်သားနဲ့ဒီထမင်းပွဲနဲ့တန်လို့လားကွာတန်မတန်လဲစားကျင်တာပဲမင်း3နှစ်ကြုံခံမလားဟောဒီအနံတစ်ထောင်းနဲ့ထမင်းပွဲကြီးစားကြရမယ်ကြုံခံမှမယ်ခမညာကြည်သာ3နှစ်ကြုံခံတော့စားရပါတယ်တို့တော်တယ်ငါဒီအနံကြောင့်ဒီဒုက္ခရောက်ခဲ့တာပဲစားမှုကြောင့်ဒုက္ခရောက်ခဲ့တာပဲဆိုတော့ပြစ္ဆေကဗုဒ္ဓကိုလှူလိုက်တာတဲ့နော်ဟုတ်လားကြုံခံရတယ်နော်တို့ပစုံဖမ်းတဲ့သူတွေဆိုရင်ရေအိုးထဲမှာလေလွှာသာမုံလေးတွေတုံမဟုတ်သူတို့ကြိုက်တဲ့ပစုံကြိုက်တဲ့အစာလေးတွေကိုလှော်ထားလို့ရှင်အဲ့ဒီအနံလေးတွေကြောင့်အဲ့ဒီအိုးထဲဆင်းသွားလို့ရှင်ပစုံလေးတွေသေရတယ်နော်အများကြီးပဲနော်နောက်တစ်ခါရူပါယုံတတ္တာယုံကန္နာယုံရတ္တာယုံဖွတ်ထဘာယုံလည်းမရှိဘူးလားရှိပါတယ်ရတ္တာယုံကြတော့တို့တရက်နေ့လား2ရက်နေ့လားဟောထားတယ်အရသာကိုခံစားလို့လူတွေအများကြီးတတ်တာဘယ်သူပါလဲဟုတ်ပါတယ်
ပောရိတာတာပောရိတာပောရိတာတာနော်အဲ့ဒါမှဇာလန်ထုတ်ကြည့်လိပေါ့နော်ဘယ်လောက်မဟာတုတ္တတော်မှာမင်းပောရိတာတာကလူသားစားတာဟုတ်တယ်ပောရိတာတာကိုလာလည်းပဲမင်းမယ်နော်မဟာတုတ္တတော်မှာကလည်းပဲမင်းမယ်မဟာတုတ္တမှာဖျားလောင်းအဲ့အောင်မှာထပ်စားမှာနောက်မင်းတစ်ပါးကိုသူစားမဟာတုတ္တတော်မှာမင်းကိုစားမှာမဟာတုတ္တတော်မှာမင်းကလည်းပဲတရားနာပြီးတော့အစာခံနာနော်ကဲဒါဖြစ်ရင်တို့ပြောကြတော့အခုနိုင်ဝက်တော်ရှိသွားပြီဟာနှစ်ပစ္စည်းတော်မှာလေမစုံသေးဘူးနော်အဲကြတော့ရူပါယုံတတ္တယုံကဏ္ဍယုံရတ္တယုံတို့လူငယ်တွေလိုက်စားကြလို့ရှိရင်တတိနဲ့ပဲလိုက်စားလူငယ်ဆိုတော့ဒါလူငယ်ချိန်လောက်ကြတာကိုနော်အဲတတိလေးနဲ့ဆိုရင်အမှားကင်းသွားတယ်နော်ဒါကြောင့်မို့လို့ရူပါယုံကိုလည်းမလိုက်စားနဲ့ရူပါယုံကိုအသုံးချမျက်စိနဲ့အစင်တိုက်ဆိုင်တဲ့အခါကျတော့ဘာစိတ်ဖြစ်ပေါ် မြင်စိတ်ဖြစ်ပေါ်ဟုတ်ပြီအဲ့ဒီမြင်စိတ်ကမြဲသလားမမြဲဘူးလားမမြဲဘူးအဲ့ဒါလေးသိဖို့ပဲနော်တို့အများကြီးပဲနော်ဒါတွေကဟောစရာတွေကတော့တို့တော့အဲ့ဒါတွေဟောနေရင်ကြားနေအောင်မှာဟောဒီအဓိပတိပစ္စည်းတရားကတော့တရားရကြောင်းအောင်မြင်ကြောင်းအကြီးကဲပြုပြီးတော့ကျေးဇူးပြုတာကိုအဓိပတိပစ္စည်းလို့ခေါ်တယ်အဓိပတိပစ္စည်းတရားကဘယ်နှပါးတော့ဆိုတော့၄ပါးသနာဓိပတိဝိရိယဓိပတိစိတ်ဓာဓိပတိဝိမာန်တာဓိပတိအဓိပတိဘယ်နှပါးတော့အာယုံဘယ်နှပါးတော့6ပါးဟုတ်ပြီကဲအဓိပတိ၄ပါးကိုတဲ့ကျူစာအထုံးမယ်ဆိုရင်ဖျားတောင်ဖြစ်နိုင်တယ်တဲ့သနာရှိကလိုရာယဖျားပင်ဖြစ်နိုင်သည်ဝိရိယရှိကလိုရာယဖျားပင်ဖြစ်နိုင်သည်စိတ်ဓာတ်ရှိကလိုရာယဖျားပင်ဖြစ်နိုင်သည်ဉာဏ်ရှိကလိုရာယဖျားပင်ဖြစ်နိုင်သည်ဟောသနာရှိလို့ရှိရင်ဘာမှဆိုရတယ်တဲ့ကောင်းကင်တမို့ကျေကိုဆွလည်းပဲရနိုင်တယ်အဲကြတော့သနာဆိုတဲ့လာကြီးရှိတယ်သနာကပါဠိလိုမြန်မာလိုကြတော့လားရှင်းတော့ကအလင်းရောင်မရှိဘူးညမှောင်ကြီးလာကြီးကလည်းပဲဆွဲအားသိကဘာကြီးရဲ့ဆွဲအားကြောင့်ဝေးတနေရဖြစ်နေမှာပေါ့အဲကြတော့ကဘာဥလူသားတွေကအလင်းရောင်ရကျင်လိုက်တာဆိုတဲ့ဆန္ဒလေးဖြစ်ပေါ်လိုက်တော့လူတွေရဲ့ဆန္ဒကြောင့်အဲ့ဒီလာမင်းကြီးကပေါ်လာတယ်တဲ့ဆွဲအားကြောင့်ဒါကြောင့်ဆန္ဒရှိလို့ရှိရင်အလင်းရောင်တော့မရဘူးလားရတယ်တို့တွေကလည်းပဲဆန္ဒရှိလို့ရှိရင်ကြီးပွားရေးစီးပွားရေးတရားရေးအစအခုလိုတရားဓမ္မအားထုတ်လို့ဆန္ဒမရှိဘဲနဲ့အားထုတ်လို့ရပါမလားအခုလိုဆမင်းအဆုံးခံတယ်ဆိုတာဆန္ဒရှိလို့ဆန္ဒမရှိရပါမလားဆန္ဒဝတ္တကိန်းနာမနတ်တေစတိဆန္ဒရှိရင်အလုံးစုံပြည်လုံးနဲ့အသက်လည်းရှိတယ်အဋ္ဌိပါစီပါဝိမာန်တိဋ္ဌိပါဒီတော့မြတ်စွာဘုရားကြီးကအာယုဟိုမလွတ်ခင်နော်အာယုသင်္ခါရကိုမလွတ်ခင်အာနန္ဒာအဋ္ဌိပါ၄ပါးကိုပွားများလို့ရှိရင်ငါဘုရားအာယုကပ္ပတ္တိနေနိုင်တယ်အဲ့တော့တရားဆိုတရားပေါ့120ပေါ့ရှင်အနန္ဒာအသက်ဘယ်လောက်ထိနေရတယ်လို့သိတယ်လို့120ပါဖေဟာရှင်ဘာကုလအသက်ဘယ်လောက်ထိနေရတယ်လို့160ပါဖေဟာ160နေရတယ်နော်ချောင်းဆိုတာကစတန်းတာကမရှိဘူးတဲ့တန်းတယ်ဆိုတာအောက်ဆီဂျင်လိုအပ်လို့တန်းတာအဲ့ကြတော့အဲ့ဒီဆရာတော်ကြီးကဆေးလူခဲ့လို့ကျမ်းမာတာအသက်ဘယ်လောက်ပါလဲ160ပါဖေဟာ160ရှိရနော်အဲ့ကြတော့သုံးခါမိတ်နဲ့အာနန္ဒာကိုအဲ့အာယုကပ္ပလုံးနေနိုင်တယ်အဲ့ဒါအာနန္ဒာကမနက်ကနှလုံးကိုစုပ်ကင်ထားလိုက်တော့နေတော်မူပါဖေဟာလို့မပြောလို့ရဘူးမနက်ကအဲ့လောက်ထိနှောက်ရက်နိုင်တယ်နော်မနက်ကနှောက်ရက်နိုင်တယ်ဒါကြောင့်မလို့ဖေဟာကိုအချို့လေကျတော့ဖေဟာကိုမကိုးကွယ်တော့ဖေဟာကဘာမှလုပ်မပေးနိုင်ဘူးဆိုတာအဲ့ဒါမနက်ကဖြက်တာနော်မနက်ကဖြက်တာအဲ့ဒါနဲ့တို့အာယုသင်္ခါရကိုလွတ်လေရောအဲ့မှာတဲ့တတော်လုံးကဟိုပေါ့တောဟိန်းနိုင်ကြီးဖြစ်သွားဘလို့ဖြစ်ပါလိမ့်ဖေဟာလို့ပြောတော့ငါမေးသားပဲကွယ်တဲ့သင်ကမဖြစ်တော့ငါအာယုသင်္ခါရလွတ်လိုက်ပြီတဲ့ဒီတော့အသက်80နဲ့မြတ်စွာဘုရားပြိဋိဘံမပြုဘူးလားပြုတယ်ဒါမလို့ဒုတွေကလိုက်လာလို့ရှိရင်အသက်100ကျော်ထိနေခြင်းရသေးတယ်အသက်100ကျော်ထိဘာလို့နေကြလဲဆိုတော့လောဘနဲ့မနေနဲ့ကုသိုလ်လုပ်ခြင်းလို့ဘာလုပ်ခြင်းလို့ပါလဲကုသိုလ်လုပ်ခြင်းလို့အဲ့ဒါဆိုရင်အာကစားလုပ်လည်းပဲကုသိုလ်ရတယ်ရေတောက်လည်းပဲကုသိုလ်ရတယ်ကောလာဂျင်နေစားလည်းပဲကုသိုလ်ရ
တယ်လှခြင်းလို့မဟုတ်ဘူးဟေးကြမှာခြင်းလို့သူများစိတ်ချမ်းသာအောင်လို့ရူပဒါနပြုတာဘာဒါနလဲရူပဒါနနော်ဟုတ်တယ်အဲ့ဒါကဲသာနာရဲ့ဝရိယရဲ့စိတ်တာရဲ့ဝိမာန်တာရဲ့အဲ့ဒါကိုဣတိပ၄ပါးလို့ခေါ်တယ်အဓိပတိ၄ပါးလို့ခေါ်တယ်အဓိပတိမင်းတို့ဘိုးမဖြစ်ချင်မလားဖြစ်ချင်ပါလေဖယားအဲ့ဒါဆိုရင်ဟောဒီအဓိပတိတရား၄ပါးကိုပွားများဝိရိယအဓိပတိရဲ့ဝိရိယရှိလို့ရှိရင်ဘာမဆိုဖြစ်တယ်ဟောစိတ်လေးကပြထားမယ်ဆိုဘာမဆိုဖြစ်တယ်စစ်သားလူတွေတည်းဟွာလို့တယ်အသက်ရှည်တယ်ဥတင်ဦးကြီးတို့ဘာလို့ကစနော်ဘာကြောင့်လဲဆိုတော့သူကဟိုရှိမှဘလူပဲဖြစ်ပေါ့နော်မကောင်းတာတွေပဲလုပ်လို့သို့တော့စိတ်ကပြဋ္ဌာန်းတာစိတ်မာတာပေါ့နော်အချို့လေယောဂတွေဘယ်တော့ရှိစိတ်ကပြဋ္ဌာန်းလို့ရှိရင်တိတ်ပြီးတော့သေခဲ့တယ်ဒကမာကြီးတယောက်ကြတော့သူ့ကူသူမားတယ်ထင်တာငါတော့မာတယ်ငါပြောဆိုတော့အမေဆရာဝန်က6လပဲခံတော့မယ်လို့ပြောတာအဲ့မှာလည်းတို့ဗမာတွေကစိတ်ကမခံစားနိုင်ဘူးလေတလတော့မခံတော့သေးသွားကြတာနော်အဲ့ကြတော့စိတ်တာဓိပတိလည်းအရင်မကြည့်ဘူးလားအေးတို့ရဲ့အခုလေ့ကျင့်နေဆိုတာစိတ်တာဓိပတိဖြစ်အောင်လို့စိတ်တေခိုင်ခန့်အောင်လို့နော်နောက်တစ်ခါပညာဝိမာန်တကိုပညာလို့ခေါ်တယ်အမှန်အကြောင်းအကျိုးအကောင်းဆိုးသိတာကိုဝိမာန်တလို့ခေါ်တယ်ဒါပြင်အဓိပတိတရားဘယ်နှပါ၄ပါအဲ့ဒီတရားတွေကအောင်မြင်ခြင်းတရားအောင်မြင်တဲ့အသက်ရှိခြင်းတရားယောဂကင်းခြင်းတရားယောဂတွေကင်းအောင်ငါယောဂတွေကင်းရမယ်ဆန္ဒလည်းရှိမယ်ဝရိယလည်းပဲကြမ်းမာရေးတွေလိုက်စားမယ်လမ်းလျှောက်မယ်ရေတောက်မယ်အငန်းတွေလျှော့မယ်အချိုတွေလျှော့မယ်ဆိုရင်မကြမ်းပါဘူးလားကြမ်းပါတယ်စိတ်ကလည်းပဲအိုးငါတော့ကြမ်းမာအောင်နေဦးမှာကြမ်းမာအောင်နေမှာကြမ်းမာလို့ရှိရင်ငါရဲ့မိသားစုရောငါရောဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့ကြမ်းမာရေးတွေလိုက်စားရင်မကြမ်းပါဘူးလားကြမ်းပါတယ်ဝိမာန်တဆိုတဲ့ပညာလေးကလည်းပဲမတည့်တဲ့အစားအစာတွေမစားနဲ့တဲ့တဲ့အစားအစာတွေပိုစားအသက်ရှည်ချောင်းတွေလိုက်စားဒီချိန်မှာထိုအဲ့ဒါဆိုရင်အသက်မရှိဘူးလားရှိတယ်အောင်မြင်ရေးတရားတွေလည်းဒီတိုင်းပဲအသုံးချလို့ရှိရင်ဒီတရားတွေကအသုံးချလို့ရတယ်အဲ့ဒါအောင်မြင်ရေးကျမ်းတွေရေးမယ်ဆိုရင်လည်းဒီကပဋ္ဌာန်းတရားနဲ့မလွတ်နိုင်ဘူးကဲရှိဆက်သွားဦးလို့အနန္တရပစ္စည်းတဲ့အကြမ်းမလတ်ဖဲနဲ့အဆက်မပြတ်အကျိုးကြောင့်နဲ့ကျေးဇူးပြုနေတာဒီတရားကိုနားလည်လို့ရှိရင်အိမ်ကမှဘဝမချဘူးဆိုတာသိရမယ်အချို့တွေကြတော့သေပြီးလို့ရှိရင်အိမ်နာမှာတဝဲလေလေနဲ့ဖြစ်နေတယ်ဘဝမကူးနိုင်သေးဘူးလို့ထင်တာမဟုတ်ဘူးနော်ပရိတန်နေစိတ်သုတိစိတ်ပြီးရင်ပရိတန်နေစိတ်ပဲကြားမလတ်ဘူးနော်ကြားထဲမှာအလတ်မရှိဘူးပရိတန်နေပြီးရင်ဗါတဲ့တော့ပရိတန်နေပြီးရင်သုတိပြီးရင်ပရိတန်နေအဲ့လိုဂျာမလတ်ဖက်နဲ့အဆက်မပြတ်ကျေးဇူးပြုနေတာတဲ့ဒါဖြစ်ရင်အဲ့ဒီမှာစက္ခုဝိညာဏဓာတုစက္ခုဝိညာဉ်နဲ့ရှင်သောဓမ္မောတရားတို့သည်မနောဓာတုယမနောဓာအာတံသမုဒ္ဒကနိစ္စဓမ္မနံထိုရှင်သောစိတ်စေတသိက်တရားတို့သည်အနန္တရပစ္စည်းနာအခြားမရှိသောအဖြစ်အကျိုးကျေးဇူးပေးပါ၏လို့ဒီလိုမြတ်စွာဘုရားကဟောတယ်ဒါဖြစ်ရင်အဲ့ဒီမနောဓာတ်နဲ့မနောဝိညာဏဓာတ်ဆိုရရှိတယ်အာယုံပြုတ်လိုက်တော့ချက်ချင်းစိတ်ကလေးတွေကတိစိတ်တွေမဖြစ်ဘူးလားဖြစ်တယ်နော်ကြားစိတ်တွေရောမဖြစ်ဘူးလားဒါတိုင်းဖြစ်တာနော်ဆက်တိုက်ဖြစ်နေတာအဲကြတော့ရေအလင်းလိုပဲတဲ့ဆက်တိုက်ဖြစ်နေတယ်အဲ့ဒါကိုသိလို့ရှိရင်ဆက်တိုက်ဖြစ်နေလို့အစဉ်တန်းကြီးတစ်ဖွဲ့ဖြစ်နေတာသို့တော်လည်းပဲတကယ်တမ်းကြတော့ဒီအနန္တရပစ္စည်းနဲ့အကျိုးပေးနေတာသိလို့ရှိရင်အနိစ္စသဘောကိုလည်းထင်နိုင်တယ်ဒါလေးကတော့နည်းနည်းနဲ့တယ်နည်းနည်းတမန်တရာပစ္စည်းလည်းကောင်းစွာအကြမ်းမရှိပဲနဲ့အကျိုးကျေးဇူးပြုတယ်တဲ့ဒီတရားလေးကိုနားလည်လို့ရှိရင်အယူမှားတွေစွန့်ပယ်နိုင်တယ်ငါမြင်တာသူမြင်တာမဟုတ်ပါနဲ့မနဲ့အကြမ်းမရှိပဲနဲ့မြင်ကြောက်အပါပေါ့မျက်စိနဲ့အစင်တိုက်ဆိုင်တဲ့အခါကျတော့မြင်စိတ်ဖြစ်တယ်အာယုံမှာလာထင်တယ်နောက်တစ်ခါပရိသန်နေပြီးတော့သုတိပြီးတော့ပရိသန်နေဒီကြားထဲမှာဘဝင်ခံသေးတာပေါ့နော်အဲ့ဒါလိုပဲအဆက်မြပြဖြစ်တယ်ဘဝတစ်ခုမှာဝိညာဉ်ကောင်လေးလက်ပြကောင်လေးရှိနေတာမဟုတ်ဘူးလို့သိပြီးတော့ဘဝတွေဆက်တိုက်ဖြစ်နေတာအနန္တရတမန္တရပစ္စည်းအကြောင်းအကျိုးနဲ့အကျိုးပြုနေတာလို့ဒီလိုနားလည်လိုက်ပါပြီးတော့မှဒုစာလေးကြည့်လိုက်ကြအောင်လို့ပုရိမာကုသလဓမ္မပစ္စည်းမာနံကုသလနံဓမ္မနံအနန္တရပစ္စယေနပစ္စယောပုရိမာဒါရှေး
ကုသလဓမ္မကုသိုလ်တွေကြောင့်ပစ္စည်းမာနနောက်သောကုသလနာဓမ္မနံကုသိုလ်တရားတို့သည်အနန္တရပစ္စေနာပစ္စေယောဆက်ဆက်သောအားဖြင့်အကျိုးကျေးဇူးပြုနေကြပါကုန်၏ကဲဆိုလေရှိကကောင်းလို့အခုကောင်းသည်အခုကောင်းနောင်ကောင်းမာလိမ့်မည်ဒါဒိဋ္ဌိအယူပဲတဲ့ငါအခုလိုဝါရဖျားသခင်ကြောင့်လို့ပြောကြလိမ့်မယ်ဟုတ်ပါဘူးပုရိမာရှေးတော့ကကုသိုလ်တွေကြောင့်ပစ္စည်းမာဆိုတာနောက်ကုသိုလ်တွေကြောင့်အကျိုးပေးနေတာဟောရှေးကကောင်းလို့အခုကောင်းသည်အခုကောင်းနောင်ကောင်းမာလိမ့်မည်ရှေးကမကောင်းလို့အခုမကောင်းသည်အခုမကောင်းရင်နောင်မကောင်းမာလိမ့်မည်အဲ့လိုဆိုရင်ဒီပဋ္ဌာန်းကိုသဘောကျသွားပြီကျတော့ဒီလူတွေဘာကြောင့်မကောင်းတာလို့ဘုရားသခင်ကဖန်ဆင်းလို့ဆိုရင်အကုန်လုံးမေတ္တာကရုဏာရှိတဲ့ဘုရားသခင်တို့အကုန်လုံးကောင်းအောင်ဖန်ဆင်းမှာပေါ့သူလည်းပဲမတတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ပုရိမာပဋ္ဌာန်းမှာလာတော့အကုသလဓမ္မပစ္စည်းမာနအကုသလနာဓမ္မနာအနန္တရပစ္စယေနာပစ္စယောခဏတပြားလေးလိုပဲရှိကမကောင်းလို့အခုမကောင်းသည်အခုမကောင်းနောက်မကောင်းပါလိမ့်မည်ဒီလိုအစင်တန်းတွေဖြစ်မနေဘူးလားဒါဖြင့်တို့တွေကကုသိုလ်အစင်တန်းအများကြီးတန်းနေအောင်လုပ်ဖို့မလိုဘူးလားလိုအပ်ပါတယ်ဒါလေးသိရင်ကိုတို့အယူမှားတွေပယ်နိုင်တဲ့အယူမှန်တွေဖြစ်သွားပြီးဖြောက်ကဲဒါဖြစ်ဒါလေးရတယ်ပဲဒီလောက်ဆိုရင်နားလေသဘောပေါက်ပြီးတော့တမနာတရာအတူတူပဲလေဒါကောင်းစွာဆက်ဆက်ပြီးတော့နေတာအနန္တရအကြမ်းမရှိဆက်ဆက်ပြီးတော့ဖြစ်တာဒီနှစ်ခုကဘာလို့အတူတူပဲဆိုမလို့အရှင်ဖေကနှစ်ပုတ်ဘာလို့ဟောတာလို့ဆိုတော့မပညာစာရနဲ့မစန္ဒမာလာတို့ကတယောက်နဲ့တယောက်နားလည်တာချင်းမတူဘူးဒါကြောင့်နှစ်ပုတ်ခွဲပြီးတော့ဟောဒီယောဂီကလည်းတမျိုးနားလည်တယ်လို့ခေမစာရီကလည်းတမျိုးနားလည်မှာမို့နှစ်မျိုးခွဲဟောသည်ပြီးတော့မှဒါဇာတပစ္စယောတိတဟဆိုတာအတူတကွဇာတဖြစ်တာအတူတကွဖြစ်ပြီးတော့ကျေးဇူးပြုတာကိုတဟဇာတပစ္စည်းလို့ခေါ်တယ်ဒီတော့အကုန်နားလည်တာပေါ့မိသားစုမှာအခုလိုအတူတကွဖြစ်နေတာဟာတဟဇာတပစ္စည်းသဘောတရားကြောင့်ပဲခြေလက်နားနှာခေါင်းတွေဖြစ်နေတာလည်းပဲတဟဇာတပစ္စည်းကြောင့်ပဲစတ္တာတော့မဟာဘူတာစတ္တာတော့၄ပါးမဟာဘူတာကဘုံကြီး၄ပါးတဲ့ဘုံကြီး၄ပါးဆိုတာဘာလို့ခေါ်ပါလဲပထဝီအာဘောတေဇောဝါယောအဲ့ဒီဓာတ်ကြီးလေးပါလားလည်းပဲအချင်းချင်းအတူတကွဖြစ်နေကြပါလေတဲ့ရေထဲမှာမီးရှိတယ်မီးထဲမှာရေရှိတယ်မယုံရင်ပင်လယ်ထဲကိုစူးစမ်းတဲ့ရေနံထုတ်တဲ့သူတွေသွားမေးကြည့်အဲ့ဒါဖခင်ကဟိုပဋ္ဌာန်းတရားကြီးဟောတော့စာတဟဇာတပစ္စယောဒီလိုမဟောခဲ့ဘူးလားတဟအတူတကွဇာတဖြစ်တာအတူတကွဖြစ်တာကိုဗာပစ္စည်းလို့ခေါ်တဟဇာတပစ္စည်းလို့ခေါ်ကာရစီမာပန်ကာတွေရောပတိတွေရောအမိုးတွေရောဟွာတွေရောမှာကာတွေလို့ခေါ်တယ်လို့ပဲအတူတကွဖြစ်ပြီးမှကာယီကပြေးတယ်လို့ပဲတဟအတူတကွဇာတဖြစ်တာဒါဖြင့်နာယုတ်တွေလည်းအတူမဖြစ်ဘူးလားဖြစ်တဲ့အောက်ခဏိခဏိနာမဒူပံအညမေညာတဟဇာတာပစ္စေနာပစ္စယောစိတ်စစ်တွေလည်းမဖြစ်ဘူးလားစိတ်ရောရှိတယ်စေတသိက်ရောရှိတယ်စိတ်ကြောင့်ချဲလဲတက်ကုန်တော့အမျိုးမျိုးသောစေတသိက်တွေဖြစ်တာအဲ့ဒါတွေကပဲတဟဇာတာနဲ့အတူဖြစ်တာလေဒါဖြစ်ရင်စိတ်တွေဆန့်ကျင်လိုက်တာလို့များမအောင်မင်းနဲ့တဟဇာတာပစ္စည်းနဲ့နှိုင်းရှင်လိုက်တော့အတူတကွဖြစ်နေကြတာကိုရေထဲမှာမီးရှိတယ်မီးထဲမှာရေရှိတယ်ဓာတ်ကြီးလေးပါရောနေတယ်ထူးဆန်းလိုက်တာလို့မအောင်မေနဲ့တပ်ပိညုညဉာဏ်ကြီးနဲ့ဟောပြီးတဟဇာတပစ္စည်းကြောင့်တဟအတူဖြစ်တာဟောမောင်နှမတွေညီကိုမောင်နှမတွေအတူဖြစ်တာဆိုတာရှေးတော့ကကုသိုလ်ကြောင့်ဘာကြောင့်လို့ရှေးကကုသိုလ်ကြောင့်အခုဆုံတွေ့ရတယ်ဆိုတာရှေးကကုသိုလ်တဟအတူဇာတပြုတ်ခဲ့တဲ့ကုသိုလ်တွေကြောင့်ဖြစ်တယ်လို့သိလို့ရှိရင်ညာနဲ့ရှင်းသွားပြီလင်းသွားပြီဒါကြောင့်ကိုဆိုညာရှိသမျှတွေးပြီးတော့စီဝါရေးအစားလူမှုရေးအစားအပေါင်းအသင်းကအစားတဟဇာတပစ္စည်းတွေဖြစ်မနေဘူးလားဖြစ်နေတော့ညာရှိသလောက်တွေးအုံနောက်ရှိသလောက်တွေးနိုင်သလောက်တွေးဖះဟောထားတာနဲ့မလွတ်ဘူး
နောက်တစ်ခါအညမညာပစ္စယောဒီအညမညာဆိုတာအချင်းချင်းအကျိုးကျေးဇူးပြုနေတာလူလောကအချင်းချင်းအကျိုးပြုမနေဘူးလားပြုနေတယ်ဆွေမျိုးသားချင်းအချင်းချင်းအကျိုးပြုမနေဘူးလားပြုနေတယ်အညမညာပစ္စည်းသဘောတရားအချင်းချင်းအကျိုးပြုနေတာကိုရုပ်နဲ့နာနဲ့ရုပ်အကျိုးပြုနေတယ်ရုပ်ကြီးကလည်းပဲနာကိုအကျိုးပြုနာကလည်းပဲအကျိုးပြုရုပ်နွမ်းတော့စိတ်မနွမ်းဘူးလားနွမ်းနေအိတ်ချင်နဲ့ရုပ်ကြီးကနွမ်းလို့အိတ်ချင်နဲ့စိတ်ကြီးကလည်းနွမ်းပြီးတော့ငိုက်မသွားဘူးလားငိုက်သွားတယ်အဲ့ဒါအညမညာပစ္စည်းသဘောတရားရာဖြစ်နေတာကိုင်းကျွန်းမိကျွန်းကိုင်းမိကိုင်းဆိုတာကတို့မြက်တာကိုင်းနေပေါ့နော်အကျွန်းမှာပေါက်နေတာအဲ့ဒီကိုင်းကြီးပေါက်တဲ့အခါကျတော့ခုနကျွန်းကလည်းပဲမလုပ်တော့ရေတိုက်စားခံတော့ဘူးတဲ့ကိုင်းကြီးအမြင့်တွေကြောင်းတဲ့နော်အဲ့လိုပဲအညမညာပစ္စည်းသဘောတရားအရာတို့ယုံနာကိုလည်းပဲအမိပြုပြီးတော့အချင်းချင်းကြိုးစီပြနေတယ်တဲ့တာသမီကလည်းပဲမိဘကိုအကျိုးပြုတယ်မိဘကလည်းတာသမီကိုအကျိုးပြုတယ်အဲ့ဒါအညမညာပစ္စည်းသဘောတရားကြောင်းနဲ့တကားနဲ့ဆရာအညမညာပစ္စည်းသဘောတရားအကျိုးပြုမနေဘူးလားပြုနေတယ်သူတို့ကဆွန်ကုန်းဝေယဝစာတွေနဲ့လူတန်းကြတယ်သာသနာမှာရှိတဲ့ရဟန်းတန်ဃာတော်တွေကတရားတွေနဲ့ကြည်သူပြုကြတယ်အဲ့ဒါအညမညာပစ္စယောကိစ္စအကုန်လုံးတွေးကြည့်တာနဲ့ပဋ္ဌာန်းတရားနဲ့လွတ်တာရှိရလားလွတ်ပါဘူးမလွတ်ပါဘူးကဲနေတရားပစ္စည်းရောတွားကြစို့နော်နေတရားပစ္စည်းရောတွားကြစို့နေတရားဆိုတာမိတာအမိကတာသမီကိုမိရတယ်လို့တာသမီကလည်းပဲအမေဖေတွေကိုမိရတယ်အဖေကိုမိရတယ်ကြည်လာတဲ့အခါကျတော့ကိုသားကိုသမီးတွေကိုမိရတာနေတရားပစ္စည်းပါဒါဖြင့်ခန္ဓာကိုယ်ကြီးပြန်ကြည့်လိုက်တော့ရုပ်ကိုလည်းကိုနာငါမိရတယ်နာကိုလည်းရုပ်ကမိရတယ်အဲ့ဒါမယုံဘူးလားကဲကြည့်လိုက်ဦးဟေ့စတ္တာရောခန္ဓာအရူပိနောအညမညာနေတရားပစ္စယေနပစ္စယောစတ္တာရော၄ပါးကုန်သောခန္ဓာအစုဖြစ်သောအရူပိနောရုပ်မဟုတ်ကုန်သောနာချင်းချင်းလည်းမိတာပဲလေနာ၄ပါးနာကဘယ်နှပါ၄ပါးပါဗျာ၄ပါးရူပါတယ်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ကာရခန္ဓာအဲ့ဒါကိုပြောတာနော်သူတို့အချင်းချင်းလည်းမှီးမနေဘူးလားမင်းကမှတ်သားกว่าသင်ညက်ခန္ဓာမင်းကပြုလုပ်กว่าသင်္ကာရခန္ဓာမင်းကခံစားလိုက်กว่าဗါတဲ့တော့ဝေဒနာခန္ဓာမင်းကသိလိုက်กว่าဗါတဲ့တော့ဝိညာဉ်နဲ့ခန္ဓာအဲ့ဒီ၄ပါးသောတရားတွေကတဲ့အချင်းချင်းနဲ့လက်တရားမှီပြီးတော့နေတယ်လေတိတ်ပြီးတော့စဉ်းစားဖို့ကောင်းတာနော်ဒီပြင် philosophy သမားတွေဂရိကသူတွေဘယ်ဒီလောက်ပဲစဉ်းစားနိုင်မှာလို့ဒါကြောင့်တပ်ပိညုတဉာဏ်ကြီးနဲ့ဟောတာပြောတယ်လက်တရားပစ္စည်းတဘောတရားစတ္တာတော်မဟာဗုဒ္ဓစတ္တာတော်၄ပါးကုန်တော့ဒါသိပြီးပြီမဟာဗုဒ္ဓမဟာဂုတ်ကဘယ်နှပါ၄ပါးဗါတဲ့တော့ပထဝီအာဘောတေဇောဝါယောပထဝီကခက်မာတာမြေကြီးကိုတွားမအောင်မင်းနဲ့တေဇောကပူတာအမီးကိုတွားမအောင်မင်းနဲ့ပူမှုအေးမှုဝါယောကယူစီတာရေကိုများတွားမအောင်မင်းနဲ့နော်ပထဝီဝါယောအာဘောလေကပေါ်ပါတာလေအောင်ပြောနေအဲ့ဒါတွေကအချင်းချင်းပြီးပြီးတော့ယုတ်တနန္တတွေလောကကြီးတစ်ခွင်ဖြစ်မနေဘူးလားဖြစ်နေတယ်တဲ့အဲ့ဒါကိုသိတော့အကြောင်းတွေအကျိုးတွေပါလားတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါလားလို့မသိရဘူးလားသိရတယ်နေတရားပစ္စည်းသဘောတရားရောက်နင်တို့ကဘာကျေးဇူးရှိတယ်လို့ပြောเสียရမလို့တော့ဘူးအချင်းချင်းမှီးပြီးတော့ကျေးဇူးပြုနေတာဒါပြင်ကျေးဇူးကမ်းတဲ့အမှုတွေလည်းမလုပ်တော့ဘူးအမှတ်တမဲ့နဲ့ပြောတာဆိုတာလည်းမလုပ်တော့ဘူးဘာကြောင့်နေတရားပစ္စည်းကြောင့်အဲ့ဒါလို့နေတရားပစ္စည်းကိုသိအညမညာပစ္စည်းကိုသိတာသရပစ္စည်းကိုသိတော့ရုပ်နဲ့နာနဲ့ရုပ်ကြီးလို့မှီတွဲနေပါလားရုပ်ကဘလို့နာကဘလို့နဲ့တိသွားပြီးတော့ယုံနံကွဲရင်လည်းပဲကြောင်းကျိုးမထင်ဘူးလားကြောင်းကျိုးထင်နေအဲ့ဒါဘဝမှာလည်းလွတ်မြောက်စေတယ်ဘဝကိုလည်းတိုးတက်စေတယ်ဥပနိတယပစ္စည်းတဲ့ဥပအနိနာနိတယကမိတာနော်ဥပနိတယပစ္စည်းသဘောတရားလည်းပဲအတူတူပဲဆိုပေမဲ့လို့ကြားမလတ်အောင်မယိုစိတ်အောင်ထောက်ပြမနိုင်အောင်အလုံးစုံသောတရားတွေကိုမြတ်စွာဘုရားကဟောကြားခဲ့တာဥပနိတယပစ္စည်းဆိုတာအကျယ်ကြီးပဲကုသိုလ်လုပ်ပြီးရင်ကုသိုလ်တွေဖြစ်တယ်လို့အဲ့ဒီကုသိုလ်လုပ်ပြီးရင်လည်းပဲအကုသိုလ်တွေဖြစ်တတ်တယ်တဲ့တခါတရံတဲ့အဲ့ဒီပါဠိလေးကကေတင်စီအချို့တခါတရံအဲ့ဒီမှာပါနော်
နောက်ပိုင်းယုံရင်နဲ့နားလည်သွားပြီအော်အကျိုးအကြောင်းတွေကိုကုသိုလ်လိုရင်းနဲ့အကုသိုလ်တွေဖြစ်တာပဲတခါတရံဖြစ်တယ်ဟောနောက်တစ်ခါအဗျာကတဆိုတဲ့ကုသိုလ်မဟုတ်အကုသိုလ်မဟုတ်တွေလည်းပဲဖြစ်နေတာပဲလို့သိတယ်အဲ့ဒါဒိဋ္ဌိတွေအယူစင်တယ်ဥပနိဒပစ္စည်းထောက်ပံ့မှုတွေကြောင့်လည်းပဲငါတို့တွေပညာသင်ကြားရတဲ့မိဘကိုထောက်ပံ့မှုကြောင့်နော်ဉာဏ်ပညာရဲ့ထောက်ပံ့မှုကြောင့်ငါတို့တွေအသိဉာဏ်တူကိုရတယ်ဆိုပြီးတော့အမျိုးမျိုးအဖုံဖုံစဉ်းစားသုံးသပ်ပြီးတော့ဒီမှာလာပြီးဥဒုဘောဇနာပြီးဥပနိဒယပစ္စယေနာပစ္စယောဥရုလူဘောဇင်တို့ကလည်းပဲခန္ဓာကိုယ်ကြီးကိုဥပနိဒယပစ္စည်းနဲ့ထောက်ပံ့ပေးမထားဘူးလားပေးထားတယ်နော်ဥဒုကဖောက်ပြန်လို့ရှိရင်ခန္ဓာကိုယ်ရောမဖောက်ပြန်ဘူးလားအဲ့ဒါဥပနိဒယပစ္စည်းပဲနော်အများကြီးပဲညီတို့စဉ်းစားနိုင်တဲ့လောက်သာစဉ်းဥပနိဒယပစ္စယေနာပစ္စယောဟောလူပုဂ္ဂိုလ်နတ်ပုဂ္ဂိုလ်ပြမပုဂ္ဂိုလ်အချင်းချင်းဥပနိဒယပစ္စည်းနဲ့ထောက်ပံ့မနေကြရဘူးလားရောက်ထောက်ပံ့ရတယ်ဟောဒီအမေရိကန်မှာလည်းပဲ multiple brain ကြောင့်သူ့နိုင်ငံကြီးကတိုးတက်ပြီးတော့နေတယ်သူကလည်းပဲဒီလှုပ်တဲ့လူတွေကိုကောင်းစွာပေးတယ်အမကန်ရက်တဲ့ပေးတယ်အဲကြောင့်အချင်းချင်းထောက်ပံ့ပြီးတော့နေရတာအဲ့ဒီ system ကိုပြတ်သွားလို့ရှိရင်ဒီသူဥပနိဒယပစ္စည်းခြုံသွားမယ်အချင်းချင်းကျေးဇူးပြုစွာကိုမလုပ်တော့ဘူးဆိုရင်ဒီတိုင်းပြည်လည်းပျက်စီးမှာပဲတေနန္တနာပိဥပနိဒယပစ္စယေနာပစ္စယောဒါကြောင်းနေရာတွေနေပြီးတော့ဖုံဖုံလို့လည်းမချမ်းသာဘူးလားချမ်းသာတယ်နော်တေနန္တနာပိဆိုတာကြောင်းနေရာကိုပြောတာနော်အိမ်နေပြီးတော့တရားဓမ္မတွေလည်းပဲဘေးရန်အန္တရာယ်ကင်းတယ်လို့စိတ်မချမ်းသာဘူးလားအဲ့ဒါဥပနိဒယပစ္စည်းသဘောတရားကြောင့်အများကြီးပဲတွေးစရာတွေနော်နောက်တစ်ခါပုရိဇာတပစ္စည်းတဲ့ပုရိဇာတရှေးကဇာတဖြစ်တာဒါကနောက်မှအတူတကွဖြစ်တာရှေးကဖြစ်တာရဲ့နောက်မှဖြစ်တာရဲ့ဆိုပြီးတော့ပစ္စည်းတွေကိုမြတ်စွာဘုရားကအမျိုးမျိုးဖုံဖုံဟောကြားခဲ့တာပဲเนาะခုနပုကရှေးဇာတဖြစ်တာရှေးကဖြစ်တဲ့အကြောင်းတရားတွေအကျိုးတရားတွေကျေးဇူးပြုကြတယ်မိဘကသာသမီတွေရှိဦးစွာဖြစ်လာတယ်အဲ့မှာမိဘကကျေးဇူးပြုလို့ရှိဦးစွာဖြစ်မိဘကကြည့်လို့တာသမီတွေမထွန်ကားဘူးလားထွန်ကားတယ်ပုရိဇာတနောက်တစ်ချိန်ကြတော့လေမိဘတွေကိုတာသမီတွေကကျေးဇူးပြုတယ်ဒါအထင်ရှားဆုံးပြောတာနော်အဘိဓမ္မာနဲ့ပြောရင်အများကြီးပဲကဲရှေ့ဆက်ကြအောင်ဆိုဟောပြစ္ဆာဇာတရောက်သွားပြန်ပြီပြစ္ဆာဇာတနောက်နော်ပုရိဇာတကရှိခုနဥပနိဒယဆိုထောက်ပံ့နာအာသေဝနာပြစ္ဆာဇာတမရှင်းတော့ဘူးနော်ခုနရှင်းသွားပြီအာသေဝနာဆိုတာမိဝဲတာပုရိမာကုသလဓမ္မပစ္စည်းမာနံကုသလနံဓမ္မနံအာသေဝနာပစ္စယေနာပစ္စယောတဲ့အမြဲမပြစီကပ်ပြီးတော့ပြုလုပ်မယ်ဆိုလို့ရှိရင်ကုသိုလ်ကလည်းပဲကုသိုလ်ထက်တန်တယ်အကုသိုလ်ဆိုလည်းအကုသိုလ်ထက်တန်ပြီးတော့အကျိုးတရားတွေပေးပါလိမ့်မယ်တဲ့ဒါကြောင့်ကုသိုလ်ကိုအမြဲတမ်းစီးပူးပြီးတော့ပြုလုပ်ပါတဲ့ဒါသင်္ခါစာလေးတွေပဲဘုံဘုံကပြောတော့တာနော်ကာမပစ္စယောတိကာမဆိုတာကံနေတဲ့ကံက၄မျိုးရှိတယ်အဖြူကံအမဲကံအဖြူမဲရောတဲ့ကံအဖြူအမဲမရောတဲ့ကံအမဲကတော့သိတယ်အကုသိုလ်အဖြူကတော့သိတယ်ကုသိုလ်အဖြူမဲရောတဲ့ကံကြတော့ကုသိုလ်လုပ်ပြီးတော့အကုသိုလ်တွေဖြစ်နေတာအဲကြတော့ဆင်ကျူတော်ကြီးတွေအမေရိကန်ကခွေးကလေးတွေကုသိုလ်လုပ်ပြီးတော့အကုသိုလ်လုပ်ပြီးတော့ကုသိုလ်လေးတွေပါလာတော့သူများအဆောက်ရှောက်ခံရတာဒါဖြင့်ကံကဘယ်နှမျိုးကံနဲ့၄မျိုးအဖြူကံမဲကအဖြူမဲရောတဲ့ကံအဖြူမဲမရောတဲ့ကံအဖြူမဲမရောတဲ့ကံဆိုတာဝိပဿနာကံအဲ့ဒီကံမှာလွတ်မြောက်တာနော်ကံ၄မျိုးကံဘယ်နှမျိုး၄မျိုးအဲ့မှာကာမပစ္စယောတိတဲ့ကုသလာကမ္မဝိပါကနာခန္ဓာနာဝိပါကဆိုတာအကျိုးနော်ကုသိုလ်တွေရဲ့အကျိုးတရားကြောင့်နော်ကံပစ္စည်းစဘောတရားတွေစေနာတမြုတ်တကနာဓမ္မနာနဲ့စေနာဆိုတာစေဆိုတာအဲ့ဒီတရားတွေကြောင့်လည်းပဲကံတွေဖြစ်တာဒါကြောင့်မို့လို့တို့ကြားဘူးပါတယ်စေရနာဟံကာမံဘိက္ခဝေစေနာဆိုတာစိတ်ဆောင်မှုကြောင့်ကံတွေဖြစ်တာတဲ့နော်ကာယကံဝစီကံမနောကံဆိုပြီးတော့တဏှာအဖြစ်ကံသုံးမှာဖြူသောကံမဲတဲ့ကံဖြူမဲ့ရောတဲ့ကံဖြူမဲ့မြေကာမပစ္စည်းသဘောတန်းတွေပြင်အကျိုးပြုနေတာဒါဖြင့်တို့တွေကံလွတ်တဲ့တရားကဝိပဿနာ
ကံလို့တရားပါတော့ဝိပဿနာအဲ့ဒါကောင်းတဲ့ကံတွေလို့ရင်ကောင်းတာတွေဖြည့်ပြီးတော့နောက်ထပ်ဘုံတွေရှေ့ဆက်ပြီးတော့တာများတွေလဲနေအောင်ပါပဲငါမကြည့်ပဲကြံတော့တယ်ဝိပါကပစ္စယောလုံနဲ့လကားပါပဲကွာဆိုတဲ့သဘောတရားတွေအဟိတုကဒိဋ္ဌိဘာဒိဋ္ဌိပါလဲအဲ့ဒီကဒိဋ္ဌိအကျိုးမရှိပါဘူးကွာလို့လည်းလကားပါပဲကွာခဏအချီကျိုးကြီးပြစ်ချလို့ရှိရင်ကျိုးဆုံးသွားရင်လည်းပြီးသွားတာပဲဆိုတဲ့သဘောမျိုးအဲ့ဒီကတွေအဲ့အကြောင်းမို့လို့ဝိပါကပစ္စယောဒီအကြောင်းရှိလို့ရှိရင်အကျိုးဆိုတာရှိတယ်လို့ဆိုပြီးတော့ဝိပါကပစ္စည်းကိုဟောတာနော်ကံလို့ရှိရင်ကံရဲ့အကျိုးတရားတွေရှိတယ်ဆိုပြီးတော့ဝိပါကပစ္စည်းကိုဆက်ဟောတာအကြောင်းအကျိုးတွေနဲ့ကျေစုပြုနေတယ်ဒါဖြင့်အကြောင်းရဲ့အကျိုးရဲ့ရှိတယ်လုံးသမျှလည်းအရာရှိတယ်ဆိုတာသိအောင်လို့ဝိပါကပစ္စယောကိုဟောတာအာရပစ္စယောတိကပလီကာရောအာရောတိမတာကာယတာအာရပစ္စယေနပစ္စယောအာဟာရက2မျိုးရှိတယ်နာအာဟာရယုတ်အာဟာရဘယ်နှမျိုးလဲ2မျိုးတဲ့ယုတ်အာဟာရကြတော့ခဏထမင်းစားခြင်းအခြားအစားအစာတွေမှုဝဲခြင်းပေါ့နာအာဟာရကြတော့စိတ်ကို strong ဖြစ်အောင်လှုပ်ခြင်းဟာလည်းပဲနာအာဟာရပဲနာအာဟာရဖြစ်အောင်ဝိပဿနာတွေအထုတ်မယ်ပဋ္ဌာန်းတရားတွေယွတ်မယ်နောက်တစ်ခါပရိတရားတွေယွတ်မယ်ဆိုလို့ရှိရင်နာအာဟာရတွေဖြစ်တာပေါ့အရူပိနောအာဟာရအရူပိနောယုတ်မဟုတ်ကုန်သောနာဖြစ်ကုန်သောအာဟာရဆိုတော့ယုတ်အာဟာရနာအာဟာရဘယ်နှပါနှစ်ပါးအဲ့ဒီအာဟာရနှစ်ပါးကိုပြည့်စုံအောင်ကြိုးစားပါတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ကျေစုပြုပါတယ်ယုတ်အာဟာရကြောင့်လည်းနာအာဟာရကိုကျေစုပြုပါတယ်နာအာဟာရကြောင့်လည်းပဲယုတ်အာဟာရကိုကျေစုပြုပါတယ်ဒါကနည်းနည်းလေးနော်တူတူလေးပြောတာအိန္ဒြိယပစ္စယောဒီအိန္ဒြေ5ပါးတော့အိန္ဒြေ6ပါးစက္ခုံတရေသောတိန္ဒြေခာနိန္ဒြေဇေဝိန္ဒြေကာယိန္ဒြေမနိန္ဒြေအိန္ဒ6ပါးလေစက္ခုသောတာခန္ဓာဇေဝကာယမနာနော်6ပါးအိန္ဒြေ6ပါးအိန္ဒြေဆိုတာအစိုးရတာကိုအိန္ဒြေလို့ခေါ်တယ်အစိုးရခြင်းဖြင့်ကျေးဇူးပြုတာကိုအိန္ဒြိယပစ္စည်းလို့ခေါ်တယ်ဒါဖြင့်မျက်စိအစိုးရတာမြင်ခြင်းမှာအစိုးရတယ်နားအစိုးရတာကြားခြင်းမှာအစိုးရတယ်သူ့ဆိုင်ရာတွေကိုအစိုးရတာအဲ့ဒါကိုပြောတာနော်အဲ့ဒါအိန္ဒြေအစိုးရတယ်လို့ခေါ်တယ်ဒါဖြစ်ရင်တို့လောကသဘာဝအရာဒီလိုဘလို့သင်္ကန်းစာယူရမှာလို့ဆိုတော့စက္ခုကိုလည်းပဲထိမ့်ချုပ်နိုင်ရင်အောင်မြင်မှုရတယ်သောတာကိုလည်းထိတ်ချုပ်နိုင်ရင်အောင်မြင်မှုရတယ်အိန္ဒြိယဆိုတာအစိုးရတာနော်အိန္ဒြေကိုအစိုးရလို့ရှိရင်မျက်စိကြောင့်လည်းပဲခဏကာမိသနာတွေမဖြစ်တော့ဘူးကာမိသနာဆိုတာនិဝရဏဖုံးလွှမ်းနေတာနော်ဖုံးလွှမ်းနေတော့မျက်စိကအဆင်းနဲ့တွေ့ကြမှာလှတယ်လို့ဆိုလိုခြင်းနဲ့လှတယ်လည်းမရသမဲ့နဲ့လိုခြင်းနဲ့လို့မရဘဲနဲ့ဆွဲလန်းတဲ့ခါကျတော့ပြုတ်လုပ်တဲ့ခါကျတော့ရတယ်ရတဲ့ခါကျတော့ဒုက္ခတွေထပ်တယ်ဒါကြောင့်လို့တရားနဲ့တွက်လိုက်တဲ့ခါကျတော့မျက်စိကိုအစိုးရပါစေနားကိုအစိုးရပါစေနော်ဒါလေးရတယ်ပဲသင်္ကန်းစာယူစရာပေါ့နော်ဒီကောင်မလေးနဲ့အိန္ဒြေမရတာဟဲ့ဒီကောင်လေးနဲ့အိန္ဒြေမရတာဟာဒီဘုန်းကြီးဖြစ်ပြီးတော့အိန္ဒြေမရဘူးဆိုတာဒါကိုပြောတာအစိုးမရဘူးပြောတာနော်အိန္ဒြေမရဘူးဆိုလို့ရှိရင်ယတိလဲစာမလျှော်ရဘူးလားဘာဇတ်တယ်သူဟောတော့ဟောခဲ့ပြီလားအော်တိတယ်မူမူယူဟိုလေဒီတေးလေးဇန်ရှောပါလေမုဒုလက္ခဏာမုဒုလက္ခဏာဇာနာပစ္စယောစူးစိုက်ရှုတတ်ဇာနာဟုခေါ်စူးစိုက်ရှုတာကိုဇံလို့ခေါ်တယ်အဲ့မှာလောကီဇံရှိတယ်လောကုတ္တရာဇံရှိတယ်နော်လောကုတ္တရာဇံဆိုတာတမာတိကိုခေါ်တာလောကီဇံကြတော့ဝိတဝိสารပီတိဒုက္ခဥပ္ပခာကိုခေါ်တာပထမဇံဒုတိယဇံတတိယဇံစရုဒ္ဓဇံပြင်စမေဇံ
ဆိုပြီးတော့ဇံက5မျိုးဇံကဘယ်နှမျိုးပါလဲ5မျိုးတဲ့အဲ့ဒီဇံနေရအောင်ဇံရလည်းအချင်းချင်းကျေးဇူးပြုနေတာဝိတက်ကိုပေါ်လိုက်တော့ပထမဇံရဇလို့ဝိတ္တဝုစာရကိုပယ်လို့ရှိရင်ဒုတိယဇံရတယ်လို့စူးဆိုင်ဆိုင်လုပ်လို့ရှိရင်လုပ်ငန်းတစ်ခုမှအောင်မြင်မှုလားအောင်မြင်တယ်တို့ဗမာလူမျိုးကြတော့ဟိုဆက်ဆက်ဒီဆက်ဆက်ဟိုကလည်းတည်တယ်ဒါလည်းတည်တယ်တနေရာလေးကိုစူးဆိုင်ဆိုင်မလုပ်ဘူးတရားအထုတ်တဲ့ခါလဲဒီတိုင်းပဲဝေဒနာလေးတွေဖြစ်လာဝေဒနာကရုပ်လားနာလား ရုပ် မှာပြီးစာမဝဲဒီကြတော့မီရဖန်ကဖြေ ဝေဒနာခံစားတာနဲ့ ရုပ်ခဏရုပ်ဆိုတာဘလို့ဖြစ်တာတော့ရုပ်ကောင်းတယ် ဟုတ်လေဝေဒနာမျိုးခံစားတာကိုခံစားတာတော့နဲ့ ဝေဒ ဒီ နာ လေအဲ့ရုပ်ကနေဒီလိုဘာကနာနေတာရုပ်ဖြစ်နေတာရုပ်ဒါမဲ့နားလေလို့ခံစားတာ အဲ့ဆိုဝေဒနာကရုပ်လားနာလား ခုနပြောတဲ့နဲ ဒီချလုံးတော့9ရက်တိုင်တိုင်လုပ်ခဲ့တာရုပ်နဲ့နာမကွဲဘူးဆိုရင်တော့ ပြီးတော့မရှင်းပြတတ်တာ မရှင်းတတ်တာဒါမလို့တရားအထုတ်ရင်အဲ့ဒါလေးကရှုပ်တတ်တယ်နော်ဝေဒနာဆိုရင်ဓာယုဝေဒနာလို့ခေါ်တော့အနာယုဝေဒနာလို့ခေါ်တယ်လို့ဂျုတ်ပေါင်တွေကဝါဒနာခေါ်တယ်လို့အဲ့လိုဖြစ်နေတတ်တယ်မှဝေဒနာကခံစားတာဝေဒနာဆိုတာဘာပါလဲခံစားတာရုပ်ဆိုတာကစာမွေးကြတော့မှာလေ ရုပ်ဆိုတာကရှိတယ်ရုပ်ဆိုတာမသိတာ မသိလားဝေဒနာကသိတာမဟုတ်လားသိတာနဲ့မသိတာသိတာနဲ့မသိတာဝေဒနာဆိုတာသိတာလားမသိတာလား တီတာ ရုပ်လားနာလား နဲ အေးအဲ့လိုရှင်းအောင်လုပ်နော်မကွဲနေနဲ့နော်ဝေဒနာနဲ့ငါနဲ့မရောစေနဲ့နော်ငါနဲ့ဝေဒနာဘယ်သူကရှိတာလဲ ရှိဘူး ငါလည်းမရှိဘူးဝေဒနာရောဖြစ်ပြီးတော့ပြက်သွားတယ်မရှိဘူးဒါပြင်ဂွန်တပိတ်တာနဲ့တန်တပိတ်တာဘယ်ဟာလေးလဲမေးလာတော့မှာရုပ်ဖြစ်တာနဲ့နာဖြစ်တာဘယ်ဟာမြန်တယ်လဲ တူတူပဲ တူတူပဲဆိုတာကြည့်လို့သိတာလားခုနနမူနာပြလို့သိတာလား ဟို ကြည့်ရင်ကြည့်နေသိရမယ်နော် နဲ့သိရမှာ ရုပ်ဖြစ်တာဥပထီပင်းဆိုပြီးတော့ဖြစ် ပြ တယ် န် နော် တဲ့အတူတူကတဟားဆောင်ကဲကံမက်ကပစ္စယောတဲ့မဲ့အင်္ကာဘယ်နှပါရှိတယ်လို့မနေ့ကဆိုခဲ့တယ်လေ၈ပါးနော်အဲ့ဒီ၈ပါးနဲ့ချင်းရဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မနာတမ္မာအာဇီဝတမ္မာတတိတမ္မာသမာဓိနော်၈ပါးအဲ့ဒီမက်က၈ပါးတရားဖြင့်အကျိုးကျေးဇူးပြုနေပါလေတဲ့ဒါချင်းရဲ့ချင်းပြရမဲခင်ရှိပါတရားအထုတ်မှလာတော့ဟုတ်ပါဘူးဗျာလူလောကထဲမှာလည်းနေလို့ရှိရင်တန်ကောင်းစွာတတိလေးထားပြီးတော့အလုပ်လုပ်မယ်ဆိုရင်အမှားရှိပါဦးမလားမရှိဘူးเนาะတမ္မာဝါယမကောင်းစွာပြုလုပ်မယ်ဆိုရင်မအောင်မြင်နိုင်ဘူးလားအောင်မြင်နိုင်တယ်အချို့တွေကြတော့လုံလဝရိယတော့ရှိပါရဲ့ဉာဏ်နဲ့မရှင်တဲ့လုံလဝရိယအကြောင်းဂုံထမ်းနေရတယ်လောခတ်နေရတယ်ပြင်ပန်းတဲ့အလုပ်တွေလုပ်ရတယ်အဲ့ဒါကြတော့ဝရိယကကိုကဉာဏ်နဲ့မရှင်လို့ဉာဏ်နဲ့ရှင်တဲ့ဝရိယမက်ကင်ဖြစ်အောင်ပြုလို့အောင်မြင်နိုင်ပါဒါကြောင့်အောင်မြင်ကြပါစေကုန်တတိတာဓုတာဓုတာဓုအများကြီးပဲဟောကြရကျန်တာတွေနည်းနည်းဟောလိုက်ဦးမလေးအဲ့လိုဆိုရင်တန်မြုပ်တာဆိုတာရှင်းပြီးတော့ကျေးဇူးပြုတာတဲ့ရှင်းပြီးတော့ရုပ်၄ပါးနာမ်၄ပါးရှင်းပြီးတော့ကျေးဇူးပြုတာရှင်းတာနော်တန်မြုပ်တာဆိုတာရှင်းပြီးတော့ကျေးဇူးပြုတာဝိပယုတ်တာကင်းပြီးတော့ကျေးဇူးပြုတာကင်းပြီးတော့ကျေးဇူးပြုရဆိုတာဒီဝေဒနာလေးဖြစ်သွားလို့ရှိရင်နောက်ထပ်ဝေဒနာတစ်ခုလာတယ်အဲ့ဒီဝေဒနာလေးတစ်ခုကင်းသွားမှနောက်ထပ်ဝေဒနာဖြစ်သွားတာကိုကင်းပြီးတော့ကျေးဇူးပြုတာလို့ခေါ်တယ်ရူပိနောဓမ္မောအရူပိနာဓမ္မနာဝိပယုတ်တပစ္စယေနာပစ္စယောယုံနဲ့နာနဲ့ယုတ်ကင်းပြီးတော့ကျေးဇူးပြုတယ်မကင်းမနဲ့လည်းကျေးဇူးပြုတယ်တန်မြုတ်တဆိုတာမကင်းမနဲ့လည်းပြောလို့ရတယ်ရှင်းပြီးတော့ကျေးဇူးပြုတာလို့ရတယ်နော်
မကင်းမဲ့နဲ့ကျေးဇူးပြုတယ်ကင်းပြီးတော့ကျေးဇူးပြုတယ်အဋ္ဌိပစ္စယောအဋ္ဌိပစ္စည်းပြောတာအဋ္ဌိဒုက္ခဆိုတာလေရှိသောချမ်းသာတဲ့ရှိအောင်လုပ်ဟေးတို့တွေမရှိဘူးဆိုရင်မချမ်းသာဘူးတဲ့အဋ္ဌိဒုက္ခဘာတွေရှိတာလို့ဆိုတော့ခန္ဓာ၅ပါးယုံနာတရားဘာတွေရှိတယ်လို့ခန္ဓာ၅ပါးယုံနာတရားပြီးတော့မှရူပံတတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓဘာယုံနေလည်းပဲရှိသေးတယ်နောက်တစ်ခါစက္ကုတောရခန္ဓာစေဝကာယမနာဆိုပြီးတော့ရှိသေးတယ်အဲ့ဒါတွေအချင်းချင်းရှိပြီးတော့ကြည်လူပြုနေတာမျက်စိကြီးကချိုးတက်နေလို့မြတ်တခြားဖြစ်နော်နာကြီးကကန်းနေလို့ရှိရင်ကြားမှုဖြစ်ပါမလားဖြစ်ဘူးမဖြစ်ဘူးအဲ့မှာဇေဝချိုးတက်နေလို့ရှိရင်နားချိုးမျက်ရှာချိုးတက်နေလို့ရှိရင်အရာသာသိပါမလားသိပါဘူးကိုဗစ်ဖြစ်နေတာတို့ပါလို့ပေါ့နော်အေးဒါကြောင့်မလို့ရှိခြင်းဖြင့်ကျေးဇူးပြုတာညင်ချင်းကိုကျေးဇူးပြုတယ်ကြားခြင်းကိုကျေးဇူးပြုတယ်သိကောင်းတာပဲတခြားတွေးကြည့်အော်ရှိတာကဘယ်လိုကျေးဇူးပြုပါလဲဆိုတော့ပတ်စံရှိလို့ရှိရင်ဈေးဝယ်ခြင်းစိတ်ချမ်းသာခြင်းဝယ်ခြင်းသာဝယ်ရခြင်းစတဲ့အကျိုးကျေးဇူးရှိတယ်လို့အဲ့လိုရှိခြင်းကြောင့်အကျိုးကျေးဇူးတွေမရှိဘူးလားရှိတယ်နော်ခန္ဓာတွေကလည်းဒီတိုင်းပဲခန္ဓာကြီးရှိလို့တို့တွေတရားတွေအားထုတ်လို့ရသည်နော်ကုသိုလ်လုပ်လို့ရသည်သူမိတာရှင်ရဲ့တိစုပန္နာလမ်းခင်တာခန္ဓာကိုယ်ကာကွယ်ပြုပြီးတော့လမ်းမခင်ဘူးလားခန္ဓာကိုယ်ကြီးကိုလေအဲ့တိုင်းပဲရှိခြင်းကြောင့်ကုသိုလ်တွေရောမဖြစ်ဘူးလားရှိခြင်းကြောင့်အကုသိုလ်တွေမဖြစ်ဘူးလားငါရုပ်လှတယ်ဆိုတဲ့ရုပ်ရှိခြင်းကြောင့်မာနတွေမဖြစ်ဘူးလားဖြစ်တယ်တဲ့ခေမာထီရီဟောပြီးပြီနော်ဒီညကြတော့ဘုံမဘာတွေဟောရမလဲလို့သုံးသပ်တဲ့အခါကျတော့သူတို့လည်းအချိန်မရဘူးထေရီမတို့ဤဘဝသင်္ကန်းစာဆိုပြီးတော့ဘုံမထင်ရှားတဲ့ထေရီမတွေရဲ့ဘဝသင်္ကန်းစာလေးကိုထုတ်ပြီးတော့ပြမယ်ရသလောက်ပေါ့နော်အချိန်ရသလောက်အဲ့ဒါလေးလည်းတရားမှတ်အဲ့ဒါကြောင့်နတ္ထိပစ္စယောရောက်သွားပြီဟေးနတ္ထိဆိုတာမရှိသောအဖြစ်ကျေးဇူးပြုတာဘေးကြီးတစ်ပါးတည်သွားတော့ခုနသူ့ရဲ့မို့သားတော်ကြီးကနန်းတက်ရတယ်လို့ပဲတဲ့ဘေးကြီးတော့မရှိဘူးသို့တော့ဘေးကြီးမရှိတဲ့အတွက်ကြောင့်ကျေးဇူးပြုလိုက်တော့သားတော်ကြီးကနာမတက်ရဘူးလားနန်းတက်ရတယ်တဲ့ဒီတိုင်းပဲတဲ့မရှိခြင်းကြောင့်ကျေးဇူးပြုတာဒါလေးပို့ပြီးတော့ရှင်းအောင်လောကရဲကြည့်လိုက်ပေါ့တခါလေကြတော့လည်းပဲရှိတဲ့အတွက်ကြောင့်ဒုက္ခတွေရောက်ရတာမရှိဘူးလားရှိတယ်နင်တို့ရှိလို့ဟဲငါရင်စိတ်တွေရှုပ်တာဒုက္ခရောက်တာဆိုတော့ရှိတာလည်းပဲဒီလိုပဲခန္ဓာကြီးရှိနေတဲ့ခါကျတော့လုံကျွေးရခြင်းဒုက္ခတွေမရှိဘူးလားရှိတယ်အမျိုးမျိုးပုံစဉ်းစားလို့ပေါ့နေကြီးရှိတာတော့ကောင်းပါရဲ့နော်ပိုးတွေတည်တယ်3D ဒီ3မစားရဘူးတိုးတော့နေအောင်မရှိလို့ရှင်လည်းဖြစ်ပါမလားမဖြစ်ပြန်ဘူးအများအားပူးနေရင်လည်းပဲဖြစ်ပါမလားမဖြစ်ပစ္စည်းရောမလိုအပ်ဘူးလားကျေးဇူးပြုမနေဘူးလားကျေးဇူးပြုတယ်ဝိကတပစ္စည်းအောက်ကတပစ္စည်းရလည်းပဲဒီလိုတဦးနဲ့တဦးနားလည်မှုမတူမှဆိုလို့အနန္တရပစ္စည်းသမန္တရပစ္စည်းလိုပဲနတ္ထိပစ္စည်းနဲ့အဋ္ဌိပစ္စည်းနဲ့အတူတူပါပဲတဲ့ဒေါ်ခေမာစာရီကနတ္ထိပစ္စည်းနဲ့နားလည်လို့ရှိရင်ဒေါ်ပညာစာရီကဝိကရပစ္စည်းနဲ့နားလည်တယ်နောက်တစ်ခါယောဂီကအဋ္ဌိပစ္စည်းနဲ့နားလည်လို့ရှိရင်နောက်တစ်ခါဒီသန္နမာလာကအောက်ကရပစ္စည်းနဲ့နားလည်တတ်စီလို့နှမျိုးခွဲခြားထားပါလေတဲ့ဝိကတဆိုတာကင်းနာအောက်ကတဆိုတာနော်ဝိကတဆိုတာကင်းတာအောက်ကတဆိုတာမကင်းတာကင်းသောအဖြစ်ကျေးဇူးပြုတာမကင်းသောအဖြစ်ကျေးဇူးပြုတာစလုံးသာကွာတာရှိသောအဖြစ်ကျေးဇူးပြုတာမရှိသောအဖြစ်ကျေးဇူးပြုတာဒါဖြင့်24ပါးပြီးသွားပြီနော်ပြီးသွားပြီဒါဖြင့်တို့နည်းနည်းချင်းချင်းတော့နားလည်သွားပြီနော်နည်းနည်းချင်းချင်းနားလည်သွားပြီအများကြီးပဲတို့ဟောစရာတွေကတော့အများကြီးပဲပြီးတော့မှဘုံဘုံကတစ်ခါလေးကြတော့လေအဲ့လိုလေးတွေဒီတွေကပဋ္ဌာန်းတရားလေးတွေနဲ့တော့မှအချို့လေးဘုံဘဘေးတယ်မတက်ဘူးဘေးတယ်မတက်ပြီမဲ့လို့ဟိုတရုတ်မကြီးကဘေးတယ်လာမေးမဟောတတ်ဘူးလို့ပြောမဟုတ်ဘူးတဲ့ဟောပေးရမှာတဲ့မဟောတတ်ပါဘူးဆိုနေမှဆိုတော့ဟောပြန်လာခဲ့လို့ဆိုပြီးတော့ပဋ္ဌာန်းစာအုပ်လေးလှန်လိုက်တာပဋ္ဌာန်းစာအုပ်လေးလှန်ပြီးတော့ကြားတဲ့စကားလေးပြောလိုက်တာထားပါတော့အခုကြားသွားပြီသဟဇာတအညမညာနေတယတံမြုတ္တာအဋ္ဌိအဝိကတန္တိနာဟေတုယပိနိတက္ကမကြီး
တခါကြီးနဲ့မြန်ပြဿနာဖြစ်လာသလားဆိုတော့ဝိကတကင်းလာလေဟုတ်တယ်ဖေဟာမှားလိုက်တာပဲအဲ့လိုပြတာနော်အဲ့ကျတော့ပဋ္ဌာန်းတရားကအကုန်လုံးသက်ဆိုင်မနေဘူးလားအကျိုးတွေအကြောင်းတွေဆက်မနေဘူးလားဆက်တယ်ဒါကြောင့်ပဋ္ဌာန်းတရားကိုရုပ်ဖတ်၍အသိဉာဏ်များတိုးပွားကြပါစေကုန်သတည်းသာဓုသာဓုသာဓု